ပရိကံစောက်တည်ပြီးဆိုရင်တော့ထုံးစံအတိုင်းပဲတရားဓမ္မများကမိမိတို့ใจနှစ်သက်ရာအရိယာပုံနဲ့ထိုင်လိုက်ကြပါထိုင်ပြီးပြီဆိုရင်ဝယ်လေဆုံးထွက်လေဆုံးနဲ့နာသီးပြားထိတ်ကလေးမှာစိတ်ကိုခြေတိုင်းထားလိုက်ပါအဲ့ဒါလို့နာသီးပြားထိတ်ကလေးမှာထိပြီးတော့ဝင်သွားတယ်လေထိပြီးတော့ထွက်သွားတယ်လေဟုတ်လားတိပြီးသွားတဲ့နာလေးရဲ့သဘောလေးတွေကိုညာနဲ့ကြည့်နေရင်ဘယ်လိုမြင်နေမလဲရုပ်တခြားတဲ့ကိုကြည့်လိုက်ရင်ထိအပေါင်းပေါ်ထိအပေါင်းပြောင်းလဲထိအပေါင်းချုပ်ပြက်နာတခြားတဲ့ကိုကြည့်လိုက်လို့ရှိရင်သိအပေါင်းပေါ်သိအပေါင်းပြောင်းလဲသိအပေါင်းချုပ်ပြက်ယုံနာနှစ်ပါးတစ်ထပ်တည်းဖြစ်နေတာကိုကြည့်လိုက်ရင်ထိသိအပေါင်းပေါ်ထိသိအပေါင်းပြောင်းလဲထိသိအပေါင်းချုပ်ပြက်ဒီသဘောလေးကိုညာနဲ့မြင်နေရမယ်အဲ့ဒါလို့ရှုနေနဲ့ကြာထိုင်မှများလာတဲ့အခါမှာဒကာမများရဲ့အတွင်းအဇတ္တခန္ဓာကိုယ်ထဲမှာအာကြီးရာဓာတ်တစ်ပါးကပေါ်ပြပါလာပါလိမ့်မယ်အဲ့ဒါလို့ပေါ်ပြလာရင်ပထဝီဓာတ်ပေါ်လာရင်တောင်းလာမယ်တင်းလာမယ်ထုံလာမယ်ကျန်လာမယ်အောင်းလာမယ်ကိုက်လာမယ်အာဘောဓာတ်ပေါ်လာရင်ပေါ်လာလို့ရှိရင်ဆိုးလာမယ်ကြက်လာမယ်ယိုလာမယ်တေဇောဓာတ်ပေါ်လာရင်ပူလာမယ်အေးလာမယ်ဝါယောဓာတ်ပေါ်လာရင်တွန်းလာမယ်လှုပ်လာမယ်ကန်လာမယ်ရိမ့်ရိုင်လာမယ်ထောင်နှမတည်ငြိမ်နေမယ်ဒီသဘောလေးတွေပေါ်ပြလာလိမ့်မယ်တယောက်နဲ့တယောက်ကတော့ဓာတ်ကြီးလေးပါတက်တာချင်းမတူညီနိုင်ကြဘူးပေါ့ဒါပေမဲ့အဲ့ဒီမှာပထဝီဓာတ်တစ်ပါးကိုဥဆောင်ပြီးတော့ရှင်းပြသွားမယ်ဥပမာတင်းတာလေးပေါ်လာတယ်ဆိုရင်တင်းတာလေးကိုညာကလေးနဲ့စိုက်ကြည့်နေလိုက်ရင်တင်းတာလေးကပထမဆုံးပေါ်လာတယ်နောက်သူတက်ပူတင်းတဲ့တင်းသွားပြီးတော့အတင်းကြီးဆုံးဘက်ကိုပြောင်းလဲသွားတယ်အတင်းကြီးဆုံးလေးမှာခဏလေးရပ်တည်နေတယ်ပြီးတော့ဖြားဆိုချုပ်ပြတ်သွားတယ်အဲဒါလို့ချုပ်ပြတ်သွားတဲ့သဘောကပထမရုပ်အကြမ်းမလားအကြောင်းကျိုးဖြစ်စဉ်တစ်ခုကနေပြီးတော့နောက်ထပ်ရုပ်အကြမ်းမလားအကြောင်းကျိုးဖြစ်စဉ်တစ်ခုကိုပြောင်းလဲသွားတဲ့သဘောသိစေချင်တာကပြောင်းလဲနေတာရဲ့ပြတ်တဲ့သဘောရဲ့ချုပ်တဲ့သဘောရဲ့ဆိုတာအခရာချင်းသာကွာတဲ့သဘောချင်းတူပဲဒါလေးကိုနားလည်ထားကြရမယ်တင်းတာလေးပေါ်လာတဲ့ခါကျတော့ငကိုနာသီးပြထိတ်ကလေးမှခြေတိုင်းထားတဲ့စိတ်ကလေးကမနေနိုင်တော့ပဲနဲ့တင်းတာလေးကိုပြေးညှုပ်ပြေးပေါင်းပြေးသိပြီးတော့ခံစားလိုက်တယ်အဲ့ဒီနာကလေးတစ်ချမ်းလေးကိုကြည့်လိုက်ရင်သီတာလေးပေါ်လာတဲ့တင်းတာလေးပြောင်းလဲသွားတဲ့ခါကျတော့သီလုံးတန်တရားလေးကလည်းပြောင်းလဲပြီးသိသွားတယ်အတင်းအကြီးဆုံးလေးမှခဏလေးရပ်တည်နေတဲ့ခါကျတော့နန္တရားလေးကလည်းခဏလေးရပ်တည်ပြီးခံစားနေတဲ့တင်းတာလည်းပြတ်သွားတဲ့ခါကျတော့ခံစားတဲ့နာလည်းမရှိတော့ဘူးဟလာနာကိုကြည့်လိုက်ရင်သိအပေါင်းပေါ်သိအပေါင်းပြောင်းလဲအသိကြီးစိတ်ရပ်တည်အသိကြီးစိတ်ပြက်ဟိုရင်တော့ယုံနာနှစ်ခုပူပြီးကြည့်လိုက်မယ်ဆိုရင်တင်းသိအပေါင်းပေါ်တင်းသိအပေါင်းပြောင်းလဲအတင်းသိကြီးအပေါ်ခဏရပ်တည်နေတဲ့နေရာမှာနာလေးကခံစားနေတယ်
တင်းသိကြီးစိတ်အပေါင်းပေါ်တင်းသိကြီးအစိတ်ပြဲဒါလေးကိုဉာဏ်နဲ့မြင်နေရမယ်အဲ့ဒီမှာရှိသူတော်ကောင်းတွေကဘလို့ရှုသွားပြီလဲမတရားဆို9ရက်ထိဆိုရင်ရုပ်ရဲ့သဘာဝလက္ခဏာနဲ့တာမညာလက္ခဏာနာရဲ့သဘာဝလက္ခဏာနဲ့တာမညာလက္ခဏာယုံနာနှစ်ပါးပေါင်းပြီးတော့တစ်ထပ်တည်းဖြစ်တဲ့သဘာဝနဲ့တာမညာလက္ခဏာစုစုပေါင်းယုံနာသဘာဝနဲ့တာမညာလက္ခဏာ9ပါးကိုရှင်းပြသွားခဲ့တယ်အခုကျတော့ဘာဖြစ်လဲအားလုံးသိနေတဲ့အတိုင်းပဲအနေစာဒုက္ခအနတ္တဒီတရား3ပါးကိုရှင်းပြမှာပဲဖြစ်တယ်အနေစာဆိုတဲ့ပါဠိအခရာကမမြဲခြင်းသဘောပြည့်ခြင်းသဘောအများနာလဲအောင်ပြောရင်ပြည့်ခြင်းသဘောဒီလိုအဓိပ္ပာယ်ရတယ်မမြဲတာဘာကြောင့်မမြဲနေတာလဲပြောင်းလဲနေလို့မမြဲတာပြောင်းရွှေ့တတ်တဲ့သဘောလေးတွေဖြစ်နေလို့မမြဲတာဥပမာဆိုကြပါစို့တင်းတာလေးစပေါ်လာတဲ့တင်းတစ်သူ့ထက်ပိုတင်းသွားတယ်ဆိုရင်တင်းနှစ်နောက်ထပ်သူ့ထက်ပိုတင်းသွားတာဆိုတင်းသုံးအဲ့ဒါလိုလေးမှတ်ထားကြည့်တဲ့အခါကျတော့တင်းတစ်ကိုစိတ်ကသိနေတဲ့အချိန်မှာတင်းနှစ်ကိုမသိဘူးနောက်တင်းနှစ်ကိုသိလိုက်တဲ့အချိန်မှာတင်းတစ်ကရှိသေးလားမရှိတော့ဘူးအဲ့ဒါလိုပဲတင်းနှစ်ကိုသိနေတဲ့အချိန်မှာတင်းသုံးကိုမသိသေးဘူးနောက်တင်းသုံးကိုဖြစ်ပေါ်လာတဲ့အချိန်မှာရှေ့ကတင်းနှစ်ကရှိသေးလားမရှိတော့ဘူးအဲ့ဒါလိုတင်းတစ်တင်းနှစ်တင်းသုံးလို့မှတ်လိုက်လို့ရှိရင်ပညာတင်းတစ်ကနေတင်းနှစ်စီကိုပြောင်းရွှေ့သွားတဲ့သဘောပြောင်းလဲသွားတဲ့သဘောတင်းနှစ်ကနေပြီးတော့တင်းသုံးကိုပြောင်းလဲသွားတဲ့သဘောဆိုလိုချင်တာတင်းတစ်နဲ့တင်းနှစ်တဲ့ကြားထဲမှာပြောင်းလဲတဲ့သဘောလေးရှိတယ်တင်းနှစ်နဲ့တင်းသုံးမှာပြောင်းလဲတဲ့သဘောရှိတယ်အဲ့ဒါလိုပဲယုံနာအကြောင်းမလားအကြောင်းကျိုးဖြစ်စဉ်တစ်ခုကြီးပြီးဆုံးသွားပြီးပေါက်ပြန်နေတဲ့တင်းအစုံလေးမှာဖတ်ဆိုချုပ်ပြတ်သွားတာဒီဘာဖြစ်လဲပစ္စုပန်ယုတ်အကြောင်းမလားအကြောင်းကျိုးဖြစ်စဉ်တစ်ခုကနေပြီးတော့နောက်ယုတ်အကြောင်းမလားအကြောင်းကျိုးဖြစ်စဉ်တစ်ခုစီကိုပြောင်းရွှေ့သွားတဲ့သဘောအဲ့ဒီနေရာလေးကိုအာယုံပြုထားတာဒီဘာဖြစ်လဲမမြဲတဲ့သဘောလေးဟုတ်ပြီနော်နောက်တစ်ခါဒုက္ခဆိုတဲ့ပါဠိအခရာဘာဖြစ်လဲဆင်းရဲတဲ့သဘောဆင်းရဲတယ်ဆိုတော့ဘာတွေဆင်းရဲနေတာလဲဟုတ်လားဆင်းရဲခြင်းအစစ်ဆိုတာဘာဖြစ်လဲဥမာဓာတ်သဘောလေးပေါ်လာတဲ့အခါကျရင်ဒကာမလေးတွေဒကာမကြီးတွေဒကာမလေးတွေဒကာကြီးတွေဆင်ကျင်ကြည့်တင်းတာလေးပေါ်လာတယ်တောင်းတာလေးပေါ်လာတယ်ထုံတာလေးပေါ်လာတယ်ကျင်တာလေးပေါ်လာတယ်အောင်းတာလေးပေါ်လာတယ်ကြိုက်လာလေးပေါ်လာတယ်တောက်တဲ့တင်းနဲ့ထုံတဲ့ကျင်တဲ့အောက်တဲ့ကြိုက်တဲ့ဆိုတာမရှိတဲ့တရားပေါ်ပြတဲ့သဘောကဓာတ်အဲ့ဒီဓာတ်သဘောလေးပေါ်ပြလာတဲ့အခါမှာဒကာမကြီးတို့ကဆင်းရဲသလားချမ်းသာသလားဆင်ကျင်ကြည့်လိုက်ရင်ဓာတ်ကြီး၄ပါးရုပ်တရားလို့အလုံးဟာဆင်းရဲတယ်အဲ့ဒီဆင်းရဲဘာဖြစ်လဲအဲ့ဒီဆင်းရဲအကြီးဆုံးနေရာဘာဖြစ်လဲဖောက်ပြန်တဲ့သဘောမဟုတ်လားဓာတ်သဘောတင်းတာလေးပေါ်လာတဲ့တင်းတာလေးပြောင်းသွားတဲ့အတင်းကြီးလုံးမှာရပ်တည်နေတယ်ဆိုရင်ဓာတ်သဘောပြောင်းလဲဖောက်ပြန်ပြီးပြတ်တဲ့သဘောအဲ့ဒီရုပ်ဖောက်ပြန်မှုသဘောဒီအကြီးဆုံးဒုက္ခအကြီးဆုံးနေရာမဟုတ်လားအေးဖောက်ပြန်တာကိုရုပ်ဒုက္ခဟုတ်ပြီနော်နာမ်ကိုကြည့်လိုက်ရင်ဘာဖြစ်လဲတင်းတာလေးပေါ်လာတော့သီလုံးနာတရားလေးနဲ့ငါလည်းပေါ်လာတော့တင်းယုံနဲ့တင်းနာတစ်ထပ်တည်းဖြစ်တော့ဝေဒနာသဘောပြောင်းလဲခံစားပြီးပြတ်တဲ့သဘောရုပ်အဆုံးကဖောက်ပြန်နေတဲ့နာမ်အဆုံးကခံစားနေတာမဟုတ်လားအဲ့ဒီခံစားနေရတာဖောက်ပြန်တဲ့ရုပ်ဝေဒနာကိုနာမ်ခံစားနေရတာဆင်းရဲသလားချမ်းသာသလားကိုမေးကြည့်ကိုစိတ်ကိုစစ်ကြည့်ဆင်းရဲတဲ့သဘောသာရှိတယ်လို့တွေးလာမယ်တရားဓမ္မများကိုယ်တိုင်တွေးလာတာမဟုတ်လားအဲ့တော့ဖောက်ပြန်တာသည်ရုပ်ရဲ့ဒုက္ခခံစားတာသည်နာမ်ရဲ့ဒုက္ခဆိုပြီးတော့ဟုတ်လားနာဒုက္ခကျင်ဒုက္ခသည်ဘာဖြစ်လဲသမုဒိသစ္စာနယ်ရဲ့ဒုက္ခအခုကဘာဖြစ်လဲဖောက်ပြန်တဲ့သဘောသည်ရုပ်ဒုက္ခရုပ်ရဲ့သဘောဘာဖြစ်လဲဖောက်ပြန်တယ်အဲ့ဒီဖောက်ပြန်တဲ့သဘောလေးကိုညာလေးနဲ့ကြည့်နေရင်ဒုက္ခတို့တွေ့တယ်မဟုတ်လားအဲ့ဒါသည်ရုပ်ဒုက္ခခံစားတဲ့သဘောလေးကိုညာကလေးနဲ့စိုက်ကြည့်နေဖောက်ပြန်တဲ့ရုပ်ကလေးပေါ်လာတော့ခံစားတဲ့နာမ်လေးဆိုလိုချင်တာကရုပ်အကြောင်းလားအကြောင်းစုဖြစ်စဉ်တစ်ခုမှာအနာအကြီးဆုံးနေရာအကျဉ်းကြီးဆုံးနေရာအတင်းအကြီးဆုံးနေရာအတောက်အကျဉ်းဆုံးနေရာလေးကိုညာလေးနဲ့ရှုလိုက်ဖောက်ပြန်တဲ့
အဲ့ဒီဖောက်ပြန်တဲ့ဒုက္ခလားဒုက္ခလားကိုဆင်ခြင်ကြည့်ကိုယ်စိတ်ကိုမေးကြည့်လိုက်ရင်ဒုက္ခလို့ဖြေထွက်လာမှာအဲ့ဒါဖောက်ပြန်တာသည်ရုပ်ဒုက္ခခံစားရသည်နာမ်ဒုက္ခဖောက်ပြန်တဲ့ရုပ်နဲ့ခံစားတဲ့နာမ်နဲ့တစ်ထပ်တည်းဖြစ်သွားပြီမဟုတ်လားခံစားတဲ့အကျိုးတင်စားရှုလိုက်တဲ့အခါကျတော့ဖောက်ပြန်တဲ့အကြောင်းရုပ်ကိုအန္တောကတနီးနဲ့မြုပ်ထားလိုက်ရတာခံစားတယ်လို့ရှုရင်ဖောက်ပြန်တာအကြောင်းခံစားတာအကျိုးပဲအဲ့ဒါကြောင့်အကျိုးပစ္စုပန်တရားကိုတင်ပြီးရှုလိုက်တဲ့အခါကျတော့ဖောက်ပြန်တဲ့သဘောကအန္တောကတနဲ့နီးနဲ့မြုပ်ထားရတာအဲ့ဒါကကျတော့နာမ်အစုံလေးကိုရှေ့ရှုအာယုံပြုပြီးခံစားတဲ့နေရာလေးမှာဒုက္ခကြီးဖြစ်နေတာမဟုတ်လားအဲ့ဒါယုံနံဒုက္ခပြီးလို့ရှိရင်ဖြတ်စုချုပ်ပြတ်သွားတာနောက်တစ်ခုပြောင်းသွားတာယုံနံဒုက္ခအနိစ္စဖောက်ပြန်တာယုတ်ဒုက္ခခံစားတာနာမ်ဒုက္ခဖောက်ပြန်တဲ့ယုံနဲ့ခံစားတဲ့နာမ်နဲ့တစ်ထပ်တည်းဖြစ်တော့ယုံနံဒုက္ခရှုနေဖတ်စုပြတ်သွားတော့အနိစ္စပြောင်းသွားတာနောက်တစ်ခုဒါအဆုံးပန်းတာနောက်တစ်ခါကျတော့ဘာဖြစ်လဲအနတ္တဆိုတာသူ့သဘောသူဆောင်တယ်ပါဠိအခရာနဲ့ပြန်သူ့သဘောသူဆိုတာဘယ်သူလဲသဘောလဲမောင်ဖြူသဘောမောင်နှိသဘောအဖေသဘောအမေသဘောသားသဘောသမီးသဘောဆိုတဲ့ပညာသဘောတွေကိုပြောတာမဟုတ်ဘူးရုပ်သဘောကလည်းရုပ်ဆောင်နေတာရုပ်သဘောကဘာဖြစ်လဲဟုတ်လားဖောက်ပြန်ပြီးပြတ်တဲ့နာမ်သဘောကလည်းနာမ်ဆောင်နေတာခံစားပြီးပြတ်တဲ့ဟုတ်လားရုပ်သဘောကလည်းတင်းလာလေးပေါ်လာလို့ရှိရင်ဘာလဲဓာတ်သဘောပြောင်းလဲဖောက်ပြန်ပြီးပြတ်တဲ့သဘောဟုတ်လားဝေဒနာသဘောပြောင်းလဲခံစားပြီးပြတ်တဲ့သဘောအဲ့ဒီပြတ်တဲ့သဘောလေးကိုအနေစာလို့ပဲယူတာအစုံလေးကိုပြီးရင်ဓာတ်သဘောပြောင်းလဲဖောက်ပြန်တာကိုရုပ်ဒုက္ခလို့မှတ်ထားဖောက်ပြန်ပြီးပြတ်ဆိုဒုက္ခပြီးတော့အနေစာဒါမှအနောက်ကပြန်ကြည့်ရတော့အနေစာဒုက္ခသလိုပြန်ကြည့်ရတာပေါ့ရှေ့ကကိုကသွားကြည့်လို့ရှိရင်ဟိုနင်းဖြစ်နေတာဒုက္ခအနေစာဖြစ်နေအမှန်အနေစာဒုက္ခကိုကတရားကြည့်ရတာလေဟိုရှေ့ကကြည့်ရတာကိုနောက်ကကြည့်ရတာဟုတ်ပြီပေါ်ပြပြောင်းလဲဖောက်ပြန်ပြီးပြတ်တဲ့သဘောမှာပြတ်တဲ့သဘောကဘာဖြစ်လဲယုံနေစာဖောက်ပြန်တဲ့သဘောကဘာဖြစ်လဲယုတ်ဒုက္ခပြောင်းလဲနေတာကဘာဖြစ်လဲသူသဘောသူပြောင်းနေတာမဟုတ်လားယုံအနတ္တဟုတ်ပြီနော်ဟုတ်ပြီနာမ်ကလေးကိုကြည့်လိုက်ရင်ဝေဒနာသဘောပြောင်းလဲခံစားပြီးပြတ်တဲ့သဘောခံစားပြီးပြတ်တဲ့သဘောလေးကဘာဖြစ်လဲပြတ်တဲ့သဘောလေးကအတိစ္စသဘောပြတ်တဲ့သဘောဆိုတာပြညတ်လို့တက်စားပြောတာနောက်တစ်ခုပြောင်းလဲသွားတဲ့သဘောမဟုတ်လားဟုတ်ပြီနော်ဟုတ်ပြီဝေဒနာသဘောပြောင်းလဲခံစားတယ်ဆိုတော့ဘာဖြစ်လဲနာမ်ဒုက္ခကိုရှုလိုက်တော့ယုတ်ဒုက္ခပါပြီးသားအကြောင်းကအန္တောကတနေနဲ့မြုပ်နေတာနော်ဒုက္ခဆိုတော့အဲ့ဒါကိုနာနေသနာဒုက္ခပြီးတော့ဘာဖြစ်ဝေဒနာသဘောပြောင်းလဲညွတ်တာမဟုတ်လားနာအနတ္တပြောင်းလဲတဲ့ယုံတတနဲ့ပြောင်းလဲညွတ်တဲ့နာအနတ္တနှစ်ခုပေါင်းလိုက်တယ်ဘာဖြစ်လဲပြောင်းလဲတဲ့သဘောဟာယုံနာအနတ္တအဲ့ဒါကကြတော့ဘုရားရှင်ကဘယ်လိုဟောကြားထားလဲတရားဓမ္မများသဗ္ဗေသင်္ခါရအနိစ္စသဗ္ဗေသင်္ခါရဒုက္ခသဗ္ဗေသင်္ခါရအနတ္တဒီလိုဟောရမဟုတ်လားယထာပညာယပတ္တတိဟုတ်လားယထာဘူတဉာဏ်ပညာနဲ့မြင်အောင်ကြည့်ရမှာဟုတ်ပြီနော်ကဲသဗ္ဗေဆိုတာဘာဖြစ်လဲအများနာလဲအောင်တက်ပြန်လာတော့ကအလုံးစုံသောတတ္တဝါအပေါင်းတို့သည်ဒီလိုပြန်တာမဟုတ်လားဟုတ်ပြီဟိုတလောကလည်းရှင်းပြပြီတတ္တဝါဆိုတာဘာဖြစ်လဲတတ္တဆိုတာခုနှစ်ဟလားပိဋ္ဌံငရဲတရိစ္ဆာန်အတူတကယ်လူနာမြမခုနှစ်ဝါဆိုတာစိကတ်နေထိုင်တယ်အဲ့ဒီခုနှစ်ဌာနမှာစိကတ်နေထိုင်တယ်အကျယ်ချဲလိုက်တော့32ပုံသားဟုတ်လားပိဋ္ဌံငရဲတရိစ္ဆာန်အတူတကယ်ကအပယ်4ပုံလူကတပုံဆိုတော့5ပုံဟုတ်လားနတ်က6ပုံဆိုတော့17ပုံဇမား20ဆိုတော့32ပုံတတ္တဝါကိုအကျယ်ချဲလိုက်ရင်32ပုံ32ပုံကိုအကျယ်ပြန်ချုပ်လိုက်ရင်တတ္တဝါဟုတ်လားသဗ္ဗေဆိုတော့အလုံးစုံသောတတ္တဝါဒါအများနာလဲအောင်ပြန်လိုက်တာဟုတ်လားဘုရားရှင်ပုဂ္ဂိုလ်တော်ဝါသူငါယောက်ျားမိန်းမမရှိဟုတ်လားတတ္တဝါဆိုတော့သမုဒိသစ္စာနယ်တွေကအသိမဟုတ်လားလူပဲနတ်ပဲခွေးပဲကြောင်ပဲငရဲပဲပိဋ္ဌငရဲတရိစ္ဆာန်သူတကယ်လူနတ်မြမပဲဆိုပြီးတော့ပုံသဏ္ဍာန်ကိုအစွဲပြုပြီးခေါ်ဝါသမုဒ္ဒနာမပညာတွေကိုခေါ်ရသည်သမုဒိသစ္စာနယ်ရဲ့အမှန်တရား
ပရမတ္တသစ္စာနယ်ထဲမှာကြတော့ဘာဖြစ်လဲပိဋ္ဌာသည်လည်းယုံနဲ့နာမဟုတ်လားငရဲသည်လည်းယုံနဲ့နာမဟုတ်လားတရိစ္ဆာန်သည်လည်းယုံနဲ့နာမဟုတ်လားအသူရကယ်လည်းယုံနဲ့နာမဟုတ်လားလူကလည်းယုံနဲ့နာမဟုတ်လားနတ်ကလည်းယုံနဲ့နာမဟုတ်လားဗြဟ္မာမလည်းယုံနဲ့နာမဟုတ်လားယုံနံကိုပရမတ္ထသဘာဝသစ္စာအမြင်32ပုံလုံးတပြေးညီတူညီတဲ့တရားကြတော့ဘာဖြစ်သွားလဲယုံနဲ့နံဟုတ်ပြီနော်တဗ္ဗေဆိုတာဘာဖြစ်လဲယုံနံတဗ္ဗေ32ပုံနဲ့ကျန်လည်နေကြကုန်သောတတ္တဝအပေါင်းတို့သည်ဆိုတာသမုဒိသစ္စာနယ်တွေကအတိတရားတဗ္ဗေဆိုတာယုံနဲ့နံပဲဆိုတာပရမတ္ထသစ္စာနယ်တွေကအမှန်တရားအဲ့တော့ယုံနံဆိုတာကဘယ်လိုဖြစ်မလဲပြစ္ဆုတ်ပန်ယုံနံကိုကြည့်ရမှာအဲ့ဒါကကြတော့တင်းတာလေးပေါ်လာတဲ့ခါကျတော့တင်းတယ်လို့သိလုံးတန်တရားလေးမပေါ်လာဘူးလားတင်းတာလေးပေါ်လာတာဓာတ်ကဘာဖြစ်လဲယုတ်ဟုတ်ပြီတော့ဓာတ်ယုတ်ဟုတ်ပြီနော်သိလုံးတန်တရားလေးပေါ်လာတာဘာဖြစ်လဲနာအဲ့တင်းတာနဲ့တင်းတာကိုသိတဲ့နာတင်းယုတ်နဲ့တင်းနာပေါင်းသွားပြီတင်းအပေါင်းသိဟုတ်လားတင်းတာယုတ်သိတာနာအဲ့ဒီအပေါင်းလေးကဘာဖြစ်လဲဖသထိတွေ့တာမဟုတ်လားယုတ်နဲ့နာနဲ့ဖသသီလုံးတန်လေးရဝေဒနာအဲ့တော့သဗ္ဗေမဖြစ်သွားဘူးလားသင်္ခါရဆိုတော့ဘာဖြစ်လဲအစဉ်ဝိပရိနာမပြောင်းလဲနေတယ်တင်းနာပြောင်းလဲနေတယ်တင်းတယ်လို့သိလို့နံတရားလေးကပြောင်းလဲပြီးသိသွားတယ်တင်းယုံနဲ့တင်းနာတင်းသိလေးကိုကြည့်လိုက်အစဉ်ဝိပရိနာမပြောင်းလဲနေတာမဟုတ်လားဝေဒနာသဗ္ဗေယုံနံယုတ်တနဲ့နန္ဒပြောင်းလဲတဲ့သင်္ခါရသဗ္ဗေသင်္ခါရဖောက်ပြန်တဲ့ခံစားတဲ့ဒုက္ခကြီးမတွေ့နေဘူးလားဒုက္ခပြီးတော့ပြတ်တဲ့သဗ္ဗေသင်္ခါရအနိစ္စအဲ့ဒီသဗ္ဗေတင်းယုံနဲ့တင်းနံသည်လည်း၎င်းတင်းသီးလေးပြောင်းလဲနေတာလည်း၎င်းဖောက်ပြန်နေတဲ့ခံစားနေတာလည်း၎င်းဖောက်ပြန်တဲ့လာလေးပြတ်တော့ခံစားရလေးကလည်းတထတည်းပြတ်သွားတော့ယုံနဲ့နှစ်ပါးတထတည်းပြတ်သွားတာကြီးလည်းကောသူ့သဘောသူဆောင်နေတာမဟုတ်လားကိုပိုင်သလားပိုင်တယ်ဆိုရင်ဒကာရမများကမေးကြည့်ပြောကြည့်ကဲမင်းမတင်းနဲ့ပြောလို့ရတာမရပါဘူးနော်မပြောင်းနဲ့ကွာတင်းတဲ့နေရာမှာရပ်နေလိုက်တော့နဲ့မပြောင်းနဲ့ဆိုရတာမရဘူးသူသဘောသူဆောင်ပြောင်းနေတာဟုတ်ပြီတင်းတော့ကွာအတင်းကြီးဆုံးမင်းမဖောက်ပြန်နဲ့ဒီတိုင်းပဲရပ်နေမရဘူးကဲဖောက်ပြန်လဲဖောက်ပြန်မစီတော့မင်းဖောက်ပြန်တဲ့နေရာမှာပဲနေလိုက်မင်းမပြတ်နဲ့တော့မပြောင်းနဲ့တော့ပြောလို့ရတာမရဘူးဘာဖြစ်လို့မရလဲသူ့သဘောသူဆောင်တယ်ကိုနဲ့ဘာမှမဆိုင်ကိုနဲ့ဘာမှမဆိုင်တဲ့ဟာကြီးကိုနဲ့ဆိုင်တယ်ဆိုပြီးတော့ထင်နေတာငါတင်းတာပဲငါတောင်းတာပဲငါထုံတာပဲငါကျင်တာပဲထင်နေတာသူ့သဘောသူဆောင်နေတာငါတတ်နေတာအဲ့ဒါကိုအတ္တသက်္ကာယဒိဋ္ဌိလို့ခေါ်တာခန္ဓာ၅ပါးခန္ဓာ၅ပါးယုံနာနှစ်ပါးပေါ်မှာမပြည့်လဲမရှိတဲ့တရားကိုရှိတယ်လို့ထင်တယ်မရှိတဲ့တရားကိုရှိတယ်လို့ယုံတယ်မရှိတဲ့တရားကိုရှိတယ်လို့သတ်ဆွဲနေတာမရှိတဲ့တရားကိုရှိတယ်လို့သသိနေတာစေတနာဝိပါလာဒမရှိတဲ့တရားကိုရှိတယ်လို့သမတ်နေတာပညာဝိပါလာဒမရှိတဲ့တရားကိုရှိတယ်လို့သယုနေတာဒိဋ္ဌိဝိပါလာဒသူသဘောသူဆောင်နေတာတင်းတာလေးပေါ်လာတယ်တင်းတာလေးပြောင်းသွားတယ်တင်းတာလေးဖောက်ပြန်တယ်တင်းတာလေးချုပ်သွားသူသဘောသူဆောင်အဲ့တော့ငါတင်းတယ်ငါတောက်တယ်ငါနာတယ်ငါကျင်တယ်ဆိုပြီးတော့တောက်ဆွဲနေတာအဲ့ဒီအဆွဲကိုဖြုတ်နေတာအခုဟုတ်ပြီနော်အဲ့ဒါကြတော့သဗ္ဗေသင်္ခါရသဗ္ဗေဆိုတော့ဘာဖြစ်လဲယုံနာဆိုတော့ပထမစပေါ်တာဘာဖြစ်လဲတင်းယုံနဲ့တင်းနာနှစ်ခုပေါင်းလိုက်တော့ဝေဒနာဖြစ်သွားပြီမဟုတ်လားအဲ့ဒါကြဝေဒနာကိုသဗ္ဗေလို့ခေါ်လိုက်ဝေဒနာလေးကပြောင်းလဲသွားတာမဟုတ်လားသင်္ခါရပြောင်းလဲပြီးတော့ဖောက်ပြန်ခံစားနေတာမဟုတ်လားဒုက္ခပြီးဘာဖြစ်လဲသင်္ခါရပြီးဖတ်ဆိုချုပ်သွားတာမဟုတ်လားပြတ်သွားတာမဟုတ်လားအနိစ္စသဗ္ဗေသင်္ခါရသူ့သဘောသူဆောင်နေတာမဟုတ်လားအနတ္တအဲ့ဒါကကြောင့်ပြောင်းလဲနေတဲ့သင်္ခါရဒုက္ခသင်္ခါရအနိစ္စသင်္ခါရအနတ္တကိုမမြင်နေဘူးလားမြင်တဲ့အခါကျတော့ရှင်းမှာရှုခဲ့တဲ့ပုံကိုယ်တွေကဘာဖြစ်လဲဓာတ်သဘောကိုရှုလိုက်လို့ရှိရင်လည်းဓာတ်သဘောလေးဖြစ်လာတာကဒုက္ခဓာတ်သဘောလေးပြတ်သွားတာကအနိစ္စဓာတ်သဘောလေးဖြစ်လိုက်ပြောင်းလဲဖြစ်နေတာအနတ္တဆိုတော့သူကရှုတာဓာတ်တစ်လုံးပဲရှုလိုက်တာမြင်တော့ဘာဖြစ်လဲအနိစ္စရောမြင်တယ်ဒုက္ခရောမြင်တယ်အနတ္တရောမြင်တယ်သို့တော့သူတင်အဲ့ဒါကိုဉာဏ်ကလေးနဲ့မြင်နေတာအနိစ္စဒုက္ခအနတ္တကိုဓာတ်တစ်လုံးရှုလိုက်တာနဲ့အနိစ္စကိုလည်းမြင်ပြီးသားဒုက္ခကိုလည်းမြင်ပြီးသားအနတ္တကိုလည်းမြင်ပြီးသားရုပ်တဘာဝလက္ခဏာရှုတဲ့ပုဂ္ဂိုလ်ဟာဟ
ဟုတ်ပြီရုပ်တာမညာလက္ခဏာရှုတဲ့ပုဂ္ဂိုလ်ကြတော့ကောဖောက်ပြန်တယ်လို့ရှုနေဖောက်ပြန်တဲ့သဘောလေးဖြစ်လာတာကဒုက္ခဖောက်ပြန်တဲ့သဘောလေးပြတ်သွားတာကအနိစ္စဖောက်ပြန်တဲ့သဘောလေးဖြစ်လိုက်ပြက်လိုက်နဲ့အစဉ်ဝိပရိနာမပြောင်းလဲဖြစ်ပြနေတာကအနတ္တဆိုတော့ဖောက်ပြန်တဲ့ဒုက္ခဖောက်ပြန်တဲ့အနိစ္စဖောက်ပြန်တဲ့အနတ္တသူလည်းမြင်တာပဲသူကဘာပဲပွားတယ်ဖောက်ပြန်တဲ့ရုပ်တာမညာလက္ခဏာကိုပဲပွားနေတာကာယတတိပဋ္ဌာန်ကာယ ानु ပဒနာဟုတ်ပြီဝေဒနာတတိပဋ္ဌာန်ဝေဒနာ ानु ပဒနာရှုတဲ့ပုဂ္ဂိုလ်ကြတော့ကောတဲနာလေးပေါ်လာတဲ့အခါကျသီလုံးဏတရားလေးနဲ့ပေါ်လာတဲ့အခါပတ္တသီလုံးဏတရားလေးကဝေဒနာရှုလိုက်တဲ့အခါကျတော့ဝေဒနာလေးဖြစ်လာတာဒုက္ခဝေဒနာလေးပြတ်သွားတာအနိစ္စဝေဒနာလေးဖြစ်လိုက်နဲ့အစဉ်ဝိပရိနာမပြောင်းလဲနေဖြစ်ပြနေတဲ့သဘောလေးကအနတ္တဆိုတော့ဝေဒနာအနိစ္စလည်းမြင်တယ်ဝေဒနာဒုက္ခလည်းမြင်တယ်ဝေဒနာအနတ္တလည်းမြင်တယ်ဒါပေမဲ့အနိစ္စဒုက္ခအနတ္တကို तू ကတစ်ချက်ပဲဆင်ခြင်လိုက်ပြီးတော့ तू တတ်ထားတဲ့မက်ကဘာဖြစ်လဲဝေဒနာတတိပဋ္ဌာန်ဝေဒနာ ानु ပဒနာဝေဒနာခန္ဓာကိုရှုတာကာယတတိပဋ္ဌာန်ကာယ ानु ပဒနာကြတော့ဘာဖြစ်လဲယူပခန္ဓာကိုရှုတာအဲ့တော့ယုတ်ကလည်းပြောင်းလဲနေတယ်နာကလည်းပြောင်းလဲယုတ်အဆုံးအရှုပေါက်ပြန်ပြီးတော့ခံစားတဲ့နာအဆုံးအရှုဟုတ်လားခံစားတဲ့သဘောရှုတဲ့နန္တာမညာလက္ခဏာရှုတဲ့ပုဂ္ဂိုလ်ကြတော့ခံစားတယ်ဆိုတော့ဘာဖြစ်လဲခံစားတဲ့သဘောလေးဖြစ်လာတာကဒုက္ခခံစားလေးတဲ့သဘောလေးပြတ်သွားတာကအနိစ္စခံစားတဲ့သဘောလေးဖြစ်လိုက်နဲ့ညာလေးမှမြင်နေတာကသူ့သဘောသူဆောင်နေတဲ့အနတ္တသူပွားတာဘာဖြစ်လဲနာရဲ့တာမညာလက္ခဏာခံစားတဲ့သဘောတစ်လုံးပဲပွားနေတာသူမြင်တာဘာဖြစ်လဲအနိစ္စအောင်မြင်တယ်ဒုက္ခအောင်မြင်တယ်အနတ္တအောင်မြင်တယ်နောက်တစ်ခါတဘာဝသဘောဟုတ်လားရုပ်ဆုံးနာဆုံးပြီးတော့ရုပ်အလယ်နာအလယ်ကြံနေတာရုပ်ကလည်းအစဉ်ဝိပရိနာမပြောင်းလဲနေတဲ့တဲနာလေးရတယ်တဲတယ်လို့သိတဲ့နာလေးကလည်းပြောင်းလဲညှုပ်တော့သွားတယ်ပြောင်းလဲရုပ်ကအစဉ်ဝိပရိနာမပြောင်းလဲတတ်တဲ့သဘောနဲ့ပြောင်းလဲညှုပ်တတ်တဲ့သဘောနှစ်ခုပေါင်းလိုက်တော့အစဉ်ပြောင်းလဲနေတဲ့သင်္ခါရခန္ဓာကိုရှုလိုက်တာဘာဖြစ်လဲတဘာဝသဘောပဲသူရှုနေတာတဘာဝသဘောလေးဖြစ်လာတာကဖြစ်လာတာကဒုက္ခတဘာဝသဘောလေးပြတ်သွားတာအနိစ္စတဘာဝသဘောလေးဖြစ်လိုက်နဲ့အစဉ်ဝိပရိနာမပြောင်းလဲနေတာကအနတ္တသူလည်းလက္ခဏာ၃ပါးမြင်တာပဲတဘာဝရှုတဲ့လူနောက်ခန္ဓာ၅ပါးရှုတဲ့ပုဂ္ဂိုလ်ကြတော့တူတူပဲပေါ့မဟုတ်လားပေါ်ပြတဲ့ဓာဝေဒနာပြောင်းလဲခံစားပြီးပြတ်တဲ့သဘောဆိုတော့ခန္ဓာ၅ပါးလုံးဟာဘာဖြစ်လဲခန္ဓာ၅ပါးဖြစ်လာရင်ဒုက္ခခန္ဓာ၅ပါးပြတ်လာရင်အနိစ္စခန္ဓာ၅ပါးလေးဖြစ်လိုက်နဲ့ဖြစ်ပြနေတာဒီအနတ္တသူလည်းအနိစ္စဒုက္ခအနတ္တမြင်တာပါဒါမဲ့ပွားပြီးရှုလာဆိုမရှိဘူးညာလေးနဲ့မြင်တယ်သူရှုတာခန္ဓာ၅ပါးသာဖြစ်လာတယ်ခန္ဓာ၅ပါးသာပြတ်သွားတာအကြောင်းကျိုးသဘောရှုတဲ့အခါကျတော့ဖောက်ပြန်တဲ့ယုတ်ကအကြောင်းခံစားတဲ့ဝေဒနာနာအကျိုးအကြောင်းနဲ့အကျိုးသာဖြစ်လာတယ်အကြောင်းနဲ့အကျိုးသာပြတ်သွားတာမဟုတ်လားဖောက်ပြန်တဲ့ယုတ်နဲ့ခံစားတဲ့နာအကြောင်းနဲ့အကျိုးဖြစ်လာတာဒုက္ခမဟုတ်လားအကြောင်းနဲ့အကျိုးပြတ်သွားတာအနိစ္စမဟုတ်လားအကြောင်းနဲ့အကျိုးနဲ့ဖြစ်လိုက်ကြတာအနတ္တမဟုတ်လားအကြောင်းကျိုးအနိစ္စအကြောင်းကျိုးဒုက္ခအကြောင်းကျိုးအနတ္တအလုံးမြင်နေတာအခုဒီနေ့ကျတော့တရားဓမ္မများဘာဖြစ်လဲအတိတ်ကဉာဏ်အမွေပါလာတာဟုတ်လားအနိစ္စလက္ခဏာတစ်လုံးနဲ့ဉာဏ်အမွေပါလာတဲ့လူတွေပါတယ်ဒုက္ခလက္ခဏာတစ်လုံးနဲ့ဉာဏ်အမွေပါလာတဲ့လူပါတယ်အနတ္တလက္ခဏာတစ်လုံးနဲ့ဉာဏ်အမွေပါလာတဲ့လူတွေပါတယ်အဲ့ဒါကကြတော့အနိစ္စလက္ခဏာကိုဉာဏ်အမွေပါလာတဲ့လူကဘယ်လိုရှုမလဲဟုတ်လားရုပ်စတင်းတာလေးပေါ်လာတယ်တင်းတာလေးပြောင်းသွားတယ်အတင်းကြီးဆုံးလေးမှဖောက်ပြန်တယ်ပြီးတော့ပြတ်သွားတယ်အဲ့ဒီတင်းတာအစနဲ့တင်းတာအဆုံးရဲ့အလယ်မှာဂျားလဲမှာပြောင်းလဲနေတဲ့သဘောလေးသင်္ခါရဟိုလဲရှုရင်လည်းအနိစ္စလို့ရှုလို့ရတယ်ဒါမှမဟုတ်ဖောက်ပြန်ပြီးပြတ်သွားတဲ့သဘောလေးနေရာကိုဖမ်းပြီးတော့လည်းအနိစ္စလို့ရှုလို့ရတယ်ဒါမဲ့အစဉ်တိုင်းပြတ်အောင်ဆိုလို့ရှိရင်ဘာဖြစ်မလဲဖောက်ပြန်ပြီးတော့ပြတ်သွားတဲ့သဘောလေးကိုရှုလိုက်ဟုတ်ပြီနော်ဆိုလိုချင်တာရုပ်အဆုံးလေးကိုဖမ်းလိုက်ရုပ်အနိစ္စကိုကျဖောက်ပြန်ပြတ်ငကိုခေါ်ရှုလိုက်ပေါက်ပြန်ပြီးပြတ်တဲ့သဘောပေါက်ပြန်ပြီးပြတ်တဲ့သဘောပေါက်ပြန်အနိစ္စဒီလိုရှုလိုက်ရတယ်ဗမာလိုပြတ်တဲ့သဘောလည်းရှုလိုက်ရတယ်ပါဠိလိုအနိစ္စလိုပဲရှုလိုက်တော့ဟုတ်ပြီနော်အနိစ္စဒုက္ခအနတ္တဟုတ်ပြီလားပေါက်ပြန်တဲ့သဘောလေးဖြစ်လာပြီပေါက်ပြန်တဲ့သဘောလေးပြတ်သွားတယ်အနေနဲ့ပေါက်ပြန်အနိစ္စပေါက်ပြန်ပြတ်ဒီလိုရှုလိုက်ရတယ်ကြိုက်တယ်လို့ရှုပြင်းကြဘယ်လိုတက်တယ်ပြတ်တဲ့သဘောလိုပဲတက်တယ်အနိစ္စလိုပဲတက်တယ်နော်ရတယ်အဲ့ဒါတော့သဘောတူတူပဲပညာတတ်ပဲအခရာကွဲသွားတာဟုတ်ပါဠိလိုတင်ရင်တော့အနိစ္စတယ်အဲ့ဒါပြီးတာနဲ့ဘာဖြစ်လဲအဲ့ဒီပေါက်ပြန်တဲ့သဘောကိုခွာထုတ်လိုက်ပြီးဘာကိုရှုလိုက်လဲအနိစ္စ
ဖောက်ပြန်တဲ့သဘောလေးဖြစ်တာညာနဲ့မြင်တယ်ဖောက်ပြန်တဲ့သဘောလေးပြောင်းတော့ညာနဲ့မြင်တယ်အနေဆာဟာဟုတ်ပြီနော်နာအနေဆာကိုရှုမဲ့ပုဂ္ဂိုလ်ကြတော့ခံစားပြက်အဆုံးဖားသားသူကဒီဘက်ကဒုက္ခဒီလိုတက်သွားမှာဟုတ်နော်ဟုတ်ပြီအဲ့ဒါခံစားပြက်ပြီးပြက်တဲ့အနေဆာပဲဆိုတော့နောက်ခံစားတဲ့သဘောကိုမြင်နေပြီဆိုရင်ခံစားတဲ့သဘောကိုဖြုတ်လိုက်ပြီးတော့အနေဆာဟာယုံနေဆာလည်းသိပြီနာနေဆာလည်းသိပြီဆိုရင်ယုံနာတစ်ခုပူလိုက်တော့ဖောက်ပြန်တဲ့ယုံနဲ့ခံစားတဲ့နာနဲ့တစ်ထပ်တည်းဖြစ်တဲ့နေရာလေးရှုလိုက်ဘာပဲပေါ်လာလားဟလာဖောက်ပြန်တဲ့သဘောလေးခံစားတဲ့သဘောလေးဖြစ်လာပြီးခံစားပြက်ဆိုဖောက်ပြန်တဲ့သဘောပါသွားပြီအဲ့ဒီကကျတော့ဒီဖောက်ပြန်တဲ့သဘောနဲ့ခံစားတဲ့သဘောလေးကိုဖြုတ်ချလိုက်ပြီးတော့ဘာပဲပွားနေတော့မလဲဟလာတင်းတာပြက်လဲအနေဆာတောင်းတာပြက်လဲအနေဆာပူတာပြက်လဲအနေဆာဒါပညာလို့တင်စားပြီးပြောတာတော့ညံမှာမြင်အောင်လို့ဟုတ်ပြီနော်အဲ့ဒီနေရာလေးရှုတာဘာပဲပေါ့အေးတာလဲအနေဆာဟုတ်လားပြောင်းလဲအေးနေတာလဲအနေဆာပြောင်းလဲပူနေတာလဲအနေဆာပူနေတဲ့အေးတဲ့နေရာကိုမရှုအောင်နော်ပြောင်းရွှေ့တတ်တဲ့သဘောလေးကိုရှုနေရမှာနော်ပြောင်းရွှေ့တတ်တဲ့သဘောလေးဖြစ်ပြီးပြတ်သွားတဲ့သဘောလေးကိုအာရုံပြုထားရမှာဟုတ်ပြီဒုက္ခလက္ခဏာရှုမဲ့ကပုဂ္ဂိုလ်ကြတော့ဘာဖြစ်လဲဟုတ်လားဓာတ်ဒုက္ခလည်းရှိတယ်ဝေဒနာဒုက္ခလည်းရှိမယ်သဘာဝဒုက္ခတွေစပေါ်တဲ့ချိန်ဒုက္ခလေးကနည်းနည်းလေးသေးနေတာမဟုတ်လားဖောက်ပြန်တဲ့နေရာကြတော့ဒုက္ခအကြီးဆုံးဖြစ်နေတာမဟုတ်လားရုပ်ဒုက္ခအကြီးဆုံးခံစားတဲ့နေရာကြတော့နာဒုက္ခအကြီးဆုံးဖြစ်နေတာမဟုတ်လားအဲ့ဒီကကြတော့ဘယ်လိုရှုလိုက်မလဲရုပ်ရဲ့အဆုံးကိုရှုလိုက်ဖောက်ပြန်တာကရုပ်ဒုက္ခပြီးနာရဲ့အဆုံးကိုရှုလိုက်ခံစားတာကနာဒုက္ခဖောက်ပြန်တတ်တဲ့ယုံနဲ့ခံစားတတ်တဲ့နာတစ်ထပ်တည်းဖြစ်တာကယုံနာဒုက္ခတင်းနာပေါ်လဲတင်းယုံနဲ့တင်းနာပေါ်လဲဒုက္ခတောင်းယုံနဲ့တောင်းနာပေါ်လဲဒုက္ခပူယုံနဲ့ပူနာပေါ်လဲဒုက္ခအေယုံနဲ့အေနာပေါ်လဲဒုက္ခအေနာပေါ်လို့ဆိုအေးတယ်လို့သိတဲ့နာပေါ်လဲတော့ရှည်လို့အေယုံနဲ့အေနာဒီလိုပြောတာနော်စကားကိုကပ်ပြီးတော့လိုက်ဟိုမလုံးနဲ့ဟုတ်အေယုံအေနာဆိုတော့ရှိလားအဲ့လိုမပြောနဲ့ဟုတ်လားဘာကြောင့်လဲဦးဇင်းကဘယ်လိုခေါ်နေတာပဲဒီလိုနားလဲရမှာအတူခေါ်တာဟုတ်လားအေယုံနဲ့အေနာဆိုအေးတာယုံဆိုအေနာရှိလို့လားမဟုတ်ဘူးအေယုံနဲ့အေနာအေယုံလေးပေါ်လာတော့အေးတယ်လို့သိတဲ့နာလဲပေါ်တော့အေယုံနဲ့အေနာအပေါင်းဒီလိုပြောတာနော်အေးနည်းနည်းဘယ်လိုပြောမလဲအပြစ်ရှုကျင်တဲ့လူကရှုနေတာသူကသိလားအေယုံအေနာရှိလို့လားလာနေဟုတ်မယ်နော်ဟုတ်ပြီနော်ဟုတ်ပြီအေယုံနဲ့အေနာပေါ်လဲဒုက္ခတောင်းယုံနဲ့တောင်းနာပေါ်လဲဒုက္ခပူယုံနဲ့ပူနာပေါ်လဲဒုက္ခကာယုံနဲ့ကိုက်နံပေါ်လဲဒုက္ခဘာပဲပေါ့ယုံနာတစ်ပါးတစ်ထပ်တည်းဖြစ်တာလည်းဘာဖြစ်လဲဒုက္ခတလုံးလဲစုတော့အဲ့ဒီရှိကပြောခဲ့ပြီးတဲ့ယုံနာတို့ရဲ့သဘာဝနဲ့တာမညာလက္ခဏာ9ပါးရောအနေစာလက္ခဏာရောဒုက္ခလက္ခဏာရောအဲ့ဒီ9ခုလုံးဒီသူ့သဘောသူဆောင်နေတယ်လို့နှလုံးသွင်းလိုက်တာနဲ့ဘာဖြစ်သွားလဲအနတ္တဖြစ်သွားတာမဟုတ်လားအဲ့တော့ဘာပဲပေါ့အနတ္တလိုက်ဟုတ်လားဟုတ်ပြီနော်ဟုတ်လားပြက်လိုက်ဆိုပြောင်းလဲနေတဲ့သဘောလေးကိုရှေ့ရှုအာရုံပြုပြီးတော့ဟုတ်လားပြောင်းလဲတင်းနေတာလဲအနတ္တပြောင်းလဲတောင်းနေတာလဲအနတ္တပြောင်းလဲကိုက်နေတာလဲအနတ္တပြောင်းလဲပူနေတာလဲအနတ္တတောက်တဲ့တင်းနဲ့ပူတယ်ကိုက်တယ်ဆိုတာပြညတ်တော့ပြောင်းလဲနေတဲ့သဘောလေးကိုအာရုံပြုတာမှာအနတ္တပါဟုတ်လားဟိုမှာအာရုံမပြုတော့ပြောင်းလဲနေတာလဲအနေဆာပါပြောင်းလဲနေတာလဲဒုက္ခပါပြောင်းလဲနေတာလဲအနတ္တပဲဘာကြောင့်လဲသဗ္ဗေသင်္ခါရအနေဆာဒုက္ခအနတ္တလို့ခေါ်ရတာမဟုတ်လားသင်္ခါရပြောင်းလဲနေတာကိုရှုလိုက်အနေဆာဒုက္ခအနတ္တကိုကြိုက်တဲ့ပြညတ်တယ်တော့ဒါပေမဲ့ကိုကဘာဖြစ်လဲပရမမောက်ကြောက်တင်တဲ့ခါကြလို့ရှိရင်ဂဂနနဝိပဿနာပညာကိုသိတာအောင်လို့ကိုကဦးစင်းလေးကရှင်းပြတာကိုကိုကနားလဲအောင်နားထောင်တာပါအနေဆာတော့သိဘာအနေဆာလဲဖြစ်ပြီးပြတ်တာပဲဒီလိုပြောလို့မရဘူးဖြစ်တာဘာဖြစ်တာလဲတင်းနာကြီးဖြစ်ပြီးတင်းနာကြီးပြတ်သွားတယ်ဆိုတာပညာအနေဆာမဟုတ်ဘူးတင်းနာမဟုတ်ဖောက်ပြန်တာလေးဖြစ်ပြီးဖောက်ပြန်တာလေးပြတ်သွားတာဖောက်ပြန်တာလေးဖြစ်လာတာဒုက္ခဖောက်ပြန်တာလေးပြတ်သွားတာအနေဆာဖောက်ပြန်တာလေးဖြစ်လိုက်နဲ့သူ့သဘောသူ့ဆောင်နေတာအနတ္တပါဖေဟာအမေးစင်းဒီလိုဖြေတတ်အောင်ဒါမှဟိုကပရမမတ်ကြောင့်တင်လာတာဟုတ်ပြီဒီလိုလာပါလေတော့ဘုကိုဟာမြင်ပြက်ပဲကြားပြက်ပဲနားပြက်ပဲစားပြက်ပဲဒီလိုပြောလို့မရဘူးပရမမတ်ကြောင့်ဝိပဿနာမှတ်ကြောင့်တိုက်မှာဟုတ်ပြီနော်အဲ့ဒီကကြတော့အဲ့လိုလေးရှုနေကြတော့ဟုတ်ပြီလား
အနေစာလက္ခဏာရှုမဲ့ပုဂ္ဂိုလ်ကလည်းပြတ်တဲ့သဘောလေးကိုဒါပညာတင်ပြီးပြောတာနော်ပြောင်းရွှေ့နေတတ်တဲ့သဘောလေးအာရုံပြုပြီးတော့အနေစာတစ်လုံးနဲ့ရှုဒုက္ခကိုရှုမဲ့ပုဂ္ဂိုလ်ကလည်းယုတ်ကဖောက်ပြန်တာယုတ်ဒုက္ခခံစားတာနာဒုက္ခဖောက်ပြန်တဲ့ယုတ်နဲ့ခံစားတာနဲ့တစ်ထပ်တည်းဖြစ်တော့ယုတ်နဲ့ဒုက္ခရှေ့ရဆင်ကျင်တာတစ်ချက်ပဲနောက်ပိုင်းကိုမြင်သွားပြီဆိုဒုက္ခတစ်လုံးဘာပေါ်ဒုက္ခပဲဘာဖြစ်ဒုက္ခလို့ရှုဘာပြက်အိဋ္ဌာလို့ရှုဟုတ်ပြီနော်ဒါမဲ့ကိုပြောရင်တော့ဖောက်ပြန်တဲ့ခံစားရတယ်ဒီလိုသိရမှာရုပ်ရဲ့သဘောဖောက်ပြန်တဲ့နာမ်ရဲ့သဘောခံစားရတယ်အဲ့ဒါယုတ်နဲ့ဒုက္ခဟုတ်ပြီနော်အနတ္တတဲ့ရှုမဲ့ပုဂ္ဂိုလ်ကလည်းဘာပဲပေါ်ဘာပဲပြောင်းဘာပဲသိအနတ္တသူ့သဘောသူဆောင်တာလေမေးလို့ရှိရင်တော့ဒါအနတ္တဘယ်လိုလဲပေါ်တာပါဗျာယုတ်တ္တဘယ်လိုလဲပြောင်းတာပါဗျာဒီလိုဖြေတတ်ရမှာဒါမှပဲကိုကဘာဖြစ်လဲပရမတ်ကြောက်တကယ်တိုက်ထားတဲ့လူဆိုတော့သိတာဟုတ်ပြီနော်ကဲဟုတ်ပြီအခုကျတော့အဲ့ဒါလေးကိုလိုက်ထားခန္ဓာကိုယ်တွေကနေခန္ဓာကိုယ်တွေကလိုက်ထားတော့ဒီနေ့ကျတော့ဘာဖြစ်လဲအထမဂါထာကိုအထမဂါထာ38ဖြာ10ဂါထာတွေဟာအထမဂါထာကိုရှင်းပြဟောပြမယ်လို့ပြောရတယ်ဒါတွေကလည်းသိရှင်းစရာမလိုလေအတူလေးရှင်းလိုက်ရပြီဘာကြောင့်အတူလေးရှင်းလိုက်ရလဲဆိုတော့ရှင်းမှရှင်းပြခဲ့တဲ့တရားလုံးနော်အခုကအကျိုးတရားတွေရောက်လာပြီလေအကျိုးတရားတွေရောက်လာပြီဆိုတော့ရှင်းမှအကြောင်းတရားတွေသဘောလေးတွေအကုန်ရှင်းလာပြီးသားဆိုတော့ပြန်ထောက်ပြီးတော့ရှင်းသွားရုံပဲဟုတ်လားတရားကိုဇက်တိုက်နာတယ်ဆိုလို့ရှိရင် तू ကဒီတရားလည်းတပုတ်တည်းတစ်ဆက်တည်းလေမင်္ဂလာသုတ်ဆိုတာလည်းတပုတ်တစ်ဆက်တည်းဟုတ်လားပစ္စုပန်တဲကသောတာပန်နိယဘအတ္တကတာခေါ်ပစ္စုပန်တဲကသောတာပန်69ပြားတစ်ကနေ23ပိုင်းရတယ်တစ်ဆက်တည်းဒီအနတ္တလက္ခဏာ10ပါးကသတိပဋ္ဌာန်တရား4ပါးအကျယ်ချက်လိုက်တော့အနတ္တလက္ခဏာ10ပါးတရားတော့လည်းဘာဖြစ်လဲယုံနာတို့ရဲ့အကြောင်းမလားအကြောင်းကျိုးဖြစ်စဉ်တစ်ခုတည်းမှရှိနေတာဒါတွေကဆက်တွေးခေါ်နေတာရှုတော့အမျိုးမျိုးမြင်ကွင်းအမျိုးမျိုးအတိတ်ကဖြည့်ဆည်းခဲ့ကြတဲ့ပါရမီအမျိုးမျိုးမတူလို့သူကအဲ့လိုဖြစ်တာဆိုကြပါစို့တစ်6ပင်တပင်ရှိတယ်ဟုတ်လားစစ်တော့ဦးဇင်းတို့ကြားဦးပါဘာဖြစ်လဲထင်ကုန်သမားကြီးတော့ဆိုထင်ဘလောက်ထွက်မှာပဲသူသိတာဟုတ်လားဘပုသမားကြီးတော့ဘပုဘလို့ထုအောင်မှာပဲသိတာပကြီးစရာကြီးတော့ဘာဖြစ်လဲပကြီးဆွဲရင်ဘလောက်လှတယ်တာဝေကဘလောက်ရတာဝေကသမားကြီးတဲ့ခါကျတော့ဘာဖြစ်လဲအော်အရင်တော့စေးဆူနဲ့ပါလားအခုတော့6သိနေပါလားဒါမဲ့ဘာတွေကိုကြည့်နေတစ်6တပင်တွေကိုကြည့်နေတာမဟုတ်လားအဲ့ဒီသဘောတရားတိုင်းမှာဧကောဓမောဆိုတော့ဘာဖြစ်လဲကာမအာယုံကနေကင်းကွာဆိုဝိပြီးတော့ဒေါဂုတ္တရဓမ္မအာယုံကိုရှေ့ရှုအာယုံပြုပြီးတော့မဂ္ဂသစ္စာကိုပွားများနေတာဘာဖြစ်လဲသဘောတရားတစ်ခုတည်းသို့တော်ကိုကဘာလဲရှုတော့အမျိုးမျိုးကရှုပြတာရှုတတ်အောင်လို့အတိတ်ပါရမီအစဉ်ဆက်နဲ့ဒီမှာညာနဲ့ကိုက်အောင်လို့နော်ဟုတ်ပြီအခါကျတော့38ဖြာ10ဂါထာအဲကမင်္ဂလာတရားတော်အထမဂါထာဘယ်လိုပြောရလဲခန္တီသသောဝါသတတသဗ္ဗနာနိသဒတနံကာလေနဓမ္မသာကေသဧတမင်္ဂလာမုဒ္ဓမံနဲ့ဘုရားရှင်ဟောလိုက်ပြီဒါကတော့ပါဠိလိုပြီးပါလာမလဲမြန်မာပြန်မယ်ပေါ့ပါဠိမြန်မာပြန်ဆိုရင်နေတရလို့ခေါ်တာပေါ့နော်ဟုတ်ပြီပါဠိမြန်မာပြန်ပေါ့နေတရပြန်ပေးရအောင်ပေါ့မင်္ဂလာတော့မှာဆိုတော့ဟုတ်ပြီအဲ့ဒီပါဠိကိုမြန်မာနဲ့တွဲပြီးပြန်လို့ရှိရင်ဘယ်လိုပြန်လဲဘောဒေဝပုဒ္ဒဩနသာခန္တီသသီခံရခြင်းသည်၎င်းသောဝါသတ္တဒါသသူတော်ကောင်းတို့ဆုံးမအပ်သောစကားကိုနားလည်သောသူဤအဖြစ်သည်၎င်းသမနာနာယဟန်တို့ကိုဒတ္တနေသဖူးမြင်ရခြင်းသည်၎င်းကာလေနာတင်လျောက်ပတ်သောအခါ၌ဓမ္မသာကိစ္စသတရားတော်ကိုဆွေးနွေးမေးမြန်းရခြင်းသည်၎င်းအဋ္ဌိရှိ၏ဧတံဤလေးပါးသောတရားသည်လင်ဥဒ္ဓမမြတ်စွာသောမင်္ဂလမြည်ဤဟု၍တောင်းသင်္နသာသည်ကနာဟိမှတ်လေလောဒါကြတော့ပါဠိအခရာကိုမြန်မာပြန်နဲ့တွဲပြီးပြန်ပေးတာနေတရဒါကတော့စာပေပညာရှင်တွေပရိယတိပညာရှင်တွေကဘာဖြစ်လဲဘာသာပြန်ပေးတာတော့နော်ဘာသာပြန်တဲ့နေရာမှာလဲဥစဉ်ဟို
ခဏခဏပြောပါတယ်ဘာဖြစ်လဲတချို့ကြတော့ပါဠိကိုတက်တက်ပြန်တယ်တချို့ကြတော့မြမလူအတိုင်းဝိုင်းနဲ့မိမိပတ်ဝန်းကျင်အတိုင်းဝိုင်းနဲ့တဟဇာတမျှတဲ့စကလုံးလေးတွေကိုရွေးချယ်ပြီးတော့ဘာသာပြန်ပေးတယ်နော်အဲဒီခါကျတော့ပါဠိအခရာနဲ့မတွဲတော့ပဲနဲ့ပါဠိအခရာမတတ်တဲ့သူတွေအတွက်ပေါ့နော်ဗမာလိုရိုးရိုးစစ်စင်ကြီးပဲပြန်လိုက်တယ်ဆိုရင်တေသီးခံရခြင်းသည်လည်းတပါးနှစ်သူတော်ကောင်းတို့ဆုံးမရလိုက်နာလွယ်ရခြင်းသည်လည်းတပါးသုံးယဟန်တို့အားဖူးမြော်ရခြင်းသည်လည်းတပါးလေးလျှောက်ပတ်သောအခါ၌တရားစကားကိုဆွေးနွေးမေးမြန်းရခြင်းသည်လည်းတပါးအဲဒီမှာကျတော့ပထမသီးခံရခြင်းသည်လည်းအကျိုးတရားပဲသူတော်ကောင်းတို့ဆုံးမရလိုက်နာလွယ်ရခြင်းသည်လည်းအကျိုးတရားပဲယဟန်တို့အားဖူးမြော်ရခြင်းသည်ကြတော့ဘာဖြစ်လဲပညာပရမနှစ်ခုဆက်ထားတယ်ပြီဒါအကြောင်းတရားလည်းပြောလို့ရတာလေးဘာဖြစ်လဲလျှောက်ပတ်သောအခါ၌တရားစကားကိုဆွေးနွေးမေးမြန်းရခြင်းသည်လည်းတပါးဟုတ်ပြီယဟန်တို့ကိုဖူးမြော်ရခြင်းပညာပရမနှစ်ခုဆက်တိတ္တသူမမြခဏခဏဟောတယ်နော်ဟိုတနေ့ကလည်းဟောပြီယဟန်ဆိုတော့ဘာဖြစ်လဲကန်စင်းထားတာပေါ့နော်တိမ်တက်တာတဲ့ညက်ကမောစာဖတ်တယ်ဥပိတုံထားတယ်ဒီလိုသင်္ကန်းတွေဝတ်ထားတယ်သာသမုဒုသစ္စာနဲ့ယဟန်မြင်နေရတာပေါ့နော်အဲ့ဒါကိုပြောရင်တော့အတုပယဟန်လို့ခေါ်တာပေါ့ဟာလားဒီယုတ်ကြီးတဏ္ဍာနာပညာယုတ်ကိုအစွဲပြုပြီးခေါ်ဝသမုဒ္ဒေလောကိသစ္စာနဲ့တဲ့ပထမတသစ္စာနဲ့တဲ့ယဟန်ကြတော့ဘာဖြစ်လဲပထမသစ္စာ၄ပါးကိုရပြီးပထမမဂ္ဂင်၈ပါးကိုမျက်မှောက်ပြုထားတဲ့လူကိုပထမယဟန်ဒုတိယသစ္စာ၄ပါးကိုရပြီးတော့ဒုတိယမဂ္ဂင်၈ပါးကိုမျက်မှောက်ပြုထားတာပုဂ္ဂိုလ်ကိုဒုတိယယဟန်တတိယသစ္စာ၄ပါးကိုရပြီးတော့တတိယမဂ္ဂင်၈ပါးကိုမျက်မှောက်ပြုထားတာကိုတတိယယဟန်သရုဒ္ဓမဂ္ဂင်သရုဒ္ဓသစ္စာ၄ပါးကိုရပြီးတော့သရုဒ္ဓမဂ္ဂင်၈ပါးကိုမျက်မှောက်ပြုထားတာကိုတော့သရုဒ္ဓယဟန်ပေါ့နော်အဲယဟန်ကိုမိမိကိုယ်တိုင်ဖူးတွေးရတယ်ဆိုတော့ဘယ်လိုဖူးတွေးရလဲသမုဒိသစ္စာနယ်တဲ့ယဟန်ကတော့ကာမျက်စိကြီးနဲ့ဖူးမတွေ့နေရဘူးလားအခုဦးဇင်းတို့မမြင်နေဘူးလားဦးဇင်းရုပ်ကြီးကိုတခြားဆရာတော်တွေရဲ့ရုပ်တွေတန်ဃာတော်ရဲ့ရုပ်တွေမမြင်နေရဘူးလားရှင်သာမဏေရဲ့ရုပ်တွေကိုကာမျက်စိကြီးနဲ့ဖူးမြင်နေရတာမဟုတ်လားဒါကာမျက်စိနဲ့မြင်နေရတဲ့ယဟန်ညာမျက်စိနဲ့မြင်နေတဲ့ယဟန်ဘာဖြစ်လဲတရားဓမ္မများကိုယ်တိုင်တရားနာပြီးတရားကျင့်တဲ့အခါကျတော့တရားရရင်မဂ္ဂင်၈ပါးတစ်ထပ်တည်းဖြစ်ပြီးတစ်ထပ်တည်းပြတ်ဖို့သစ္စာ၄ပါးတစ်ထပ်တည်းဖြစ်ပြီးတစ်ထပ်တည်းပြတ်ဖို့မနေရလဲခေါ်ရမှာလားတရားဓမ္မကြီးကလည်းညာနဲ့လိုက်ပြီးတော့ဘာဖြစ်လဲမိမိကိုယ်တိုင်ထိုးထွင်းမသိသေးပေမဲ့တမာတနာညာနဲ့ကတော့သိနေပြီမဟုတ်လားစင်ကျင်သုံးသပ်တတ်နေပြီတဝက်ရနေပြီကွာတဝက်သိနေပြီအဲ့ဒါကကြောင့်ဘယ်ယဟန်ကိုမသိဘူးလားဒါဆိုတော့ဘာဖြစ်လဲသီလသမာဓိပညာသိက္ခာ၃ပါးအကျယ်ကျက်လိုက်တော့မဂ္ဂင်၈ပါးဟုတ်ပြီနော်သစ္စာနဲ့ပြောလို့ရှိရင်ပထမသစ္စာ၄ပါးဒုတိယသစ္စာ၄ပါးတတိယသစ္စာ၄ပါးသတုတ္တသစ္စာ၄ပါးတဲ့ပြောမှသိမယ်ဆိုလို့ရှိရင်တော့သောတာပန်တရာကအနာဂါယဟန္တာတောင်းပြောတာနော်ဒါပညာတတ်ပေးတာနော်ပြောညသောတာပန်လို့ပညာတတ်မှသောတာပန်သစ္စာ၄ပါးထွက်လာမှာဟုတ်သစ္စာ၄ပါးလုံးတုံနေလို့မရဘူးအစစ်စစ်ဟောရတာဟုတ်ပြီလားအဲ့ကကြတော့အဲ့ဒီပဂတိသောတာပန်နေဆိုလို့ရှိရင်မိမိရတဲ့မဲ့ဖို့ကလွယ်ပြီးတော့တခြားဟာကိုမသိဘူးအဲ့ကကြတော့သူတို့အချင်းချင်းပဲသူတို့သိတယ်အတက်မဲ့ကိုမစင်ချင်းမတွေးတော့နိုင်ဘူးပဂတိသောတာပန်ဖြစ်ပြီးတော့မှဘုရားရှင်ဟောကြားတဲ့တရားယဟန္တာတွေဟောကြားတဲ့တရားတွေနဲ့မိမိရဲ့ခန္ဓာမှာဉာဏ်တိုက်ပြီးတော့စစ်ဆေးတဲ့ခါကျရင်ဘာဖြစ်လဲအနန္တရတမ္မာနန္တရပစ္စယောမှာအစာပဋ္ဌာန်း14ပစ္စည်းလုံးတစ်ထပ်တည်းဖြစ်ပြီးတစ်ထပ်တည်းပြတ်တဲ့သဘောကိုမြင်ပြီးယုံနံတို့ရဲ့အချမ်းမလားအကြောင်းကျိုးပစ္စင်ကိုပါဠိအခရာရဲ့အနက်တဘာဝအနက်အသိဉာဏ်အနက်၄ပါးစုံအောင်သိကြတဲ့ပုဂ္ဂိုလ်ကြတော့ဘာဖြစ်လဲအနိမိတ်တဝိမောက္ခမဉ္ဇဉ်ကိုရပြီးတော့မဟာသောတာပန်ဖြစ်တယ်အဲ့ဒီမဟာသောတာပန်ကြီးကြတော့ဘာဖြစ်လဲတရားဂံရဲ့တရားကိုတသနာရှုမြင်နိုင်တယ်အနာဂံထိတရားကိုတသနာရှုမြင်သူကပရိဝေဒတရားဂံပရိဝေဒအနာဂံမဟုတ်တော့သူကဘာဖြစ်လဲဉာဏ်ပညာနဲ့တသနာရှုမြင်နိုင်တယ်စိတ်ကသောတာပန်စိတ်ဉာဏ်ကဘာဖြစ်လဲ
အနာဂံတရားတိရှုမြင်နိုင်တဲ့ဉာဏ်ကိုရတာအဲ့ဒါကိုမဟာသောတာပန်လို့ခေါ်တာသူကြတော့ဘယ်ကိုပြင်သွားကြီးလဲပထမသူကိုယ်တိုင်ပထမယဟန်ဖြစ်နေတဲ့ဒုတိယယဟန်ရဲ့တရားကိုလည်းသူရှုမြင်တသနာနိုင်တယ်တတိယယဟန်ရဲ့တရားကိုလည်းသူကရှုမြင်တသနာနိုင်တယ်ဘာကြောင့်ရှုမြင်တသနာနိုင်တာတော့အနာဂံတို့သည်အနိမိတ်တဝိမောက္ခမစိတ်ဖို့စိတ်နဲ့အနိမိတ်တဝိမောက္ခမဉ္ဇဉ်ဖို့ဉ္ဇဉ်အင်္ဂါနှစ်ပါးစုံတဲ့ပရိဝေဒအနာဂံသူကြတော့ဘာဖြစ်လဲအနိမိတ်တဝိမောက္ခမဉ္ဇဉ်ဖို့ဉ္ဇဉ်သာရပြီးတော့အနိမိတ်တဝိမောက္ခမစိတ်ဖို့စိတ်ကိုမရဘူးပညာဝိမု ക്തി အုပ်စုဖြစ်ကြောင့်ပညာအင်္ဂါတစ်ပါးသာပြည့်စုံပြီးတော့ဟုတ်လားတမာတိအင်္ဂါတစ်ပါးရုပ်ရော့နေသောပုဂ္ဂိုလ်လို့ခေါ်တာသူဒါကြောင့်သူကညာနာတတနာဆိုတော့သူကတရားဂံရဲ့တရားကိုလည်းသူကရှုမြင်တတနာနိုင်တယ်အနာဂံရဲ့တရားကိုလည်းသူကဉာဏ်ပညာနဲ့ရှုမြင်တတနာနိုင်တယ်သူစိတ်ကသောတာပန်စိတ်ဒါတဲ့တဲ့ပြောတာနော်အဲ့လိုသိကျင်လို့ရှိရင်တော့ရှင်းရှင်းလင်းလင်းပါဠိအခရာနဲ့နည်းနည်းလေးကျေပြန့်တာကိုသိကျင်ပါအောင်နားထောင်အောင်လဲအရိယာမျိုးမျိုးနဲ့ပฏิသံပိတာ22 23နားထောင်ဓမ္မကြတော့ဘာဖြစ်လဲယဟန်တို့ဖူးမြော်ရခြင်းနဲ့နောက်ထပ်တစ်ဆက်ကဘာဖြစ်လဲတင့်လျောက်ပတ်သောအခါမှာတရားတော်ကိုဆွေးနွေးမေးမြန်းခြင်းဆိုတဲ့အချက်ပါလာတဲ့အတွက်ကြောင့်သူသိမှသူဆွေးနွေးရမယ့်ပုံကိုသူသိမှသူဆွေးနွေးလို့ရမှာပေါ့ဒါကြောင့်ဟောပြရတာအစစ်စစ်နော်ဟုတ်ပြီအဲ့ဒီကနေပြီးတော့အနိမိတ်တဝိမောက္ခမဉ္ဇဉ်ဖို့ဉ္ဇဉ်ကိုရတဲ့မဟာသောတာပန်ကြီးကဘုရားရှင်ဟောကြားခဲ့တဲ့တရားယဟန္တာအရှင်သူမြတ်ကြီးတွေဟောကြားတဲ့တရားဘုရားရှင်ကိုယ်တိုင်မဟောရင်တော့မဖြစ်လဲအခုဟောစားဘောနော်ပရိယတ္တိစာပေပညာရှင်များတွေကသုတ်တန်တို့ဘာလို့မဟောပြအောင်လားအေးဘာပဲကြကြဘုရားရှင်ဟောပြတဲ့တရားကိုကျန်တဲ့ပရိယတ္တိပညာရှင်တွေပြန်ဟောပြတဲ့တရားလဲသူနားတဲ့ရောက်ရင်သူကပရမတ္ထကိုမြင်တာသူကဟုတ်ပြီနော်အဲ့ဒါလို့တရားတယ်နဲ့ခန္ဓာညာတိုက်ပြီးတော့အထတ္တအထာကတိုက်ဆိုင်စစ်ဆေးတဲ့ခါမှာသုံးညတဝိမောက္ခမဉ္ဇဉ်ကိုရတဲ့အဓိပတိသောတာပန်ဖြစ်လာတယ်အဓိပတိဆိုတော့အစိုးရတာသောတာပန်ဆိုတော့ဘာဖြစ်လဲသောတာပန်သစ္စာ၄ပါးတရားတော်မြတ်တွေကိုအစိုးရတာသူကဟုတ်ပြီနော်အစိုးရတဲ့ခါကျသူကဘယ်အထိရှုမြင်သွားနိုင်ပါ ਈ လဲယဟန္တာတို့ရဲ့တရားအထိသူကတတနာရှုမြင်နိုင်တယ်ဘာနဲ့ရှုမြင်နိုင်လဲညာနာတတနာညာနဲ့ရှုမြင်နိုင်တယ်သူကယဟန္တာမဟုတ်ဘူးနော်သူကသောတာပန်ယဟန္တာကိုဘာကြောင့်ရှုမြင်နိုင်လဲယဟန္တာတွေကတုံညတဝိမောက္ခမစိတ်ဖို့စိတ်တမာတိနဲ့တုံညတဝိမောက္ခမဉ္ဇဉ်ဖို့ဉ္ဇဉ်ပညာအင်္ဂါနှစ်ပါးစုံချုပ်ပြီးပြီသူကဘာကိုရတာလဲတုံညတဝိမောက္ခမဉ္ဇဉ်ဖို့ဉ္ဇဉ်ပဲရတယ်တုံညတဝိမောက္ခမစိတ်ဖို့စိတ်မရဘူးပညာအင်္ဂါတစ်ပါးပြည့်စုံပြီးတော့တမာတိအင်္ဂါတစ်ပါးရုပ်လျော့နေသောသူဟုတ်ပြီနော်တဲ့ပြောမှသိရင်သူစိတ်ကသောတာပန်စိတ်သူညာယဟန္တာညာဘောင်ညာလဲရှုမြင်နိုင်တဲ့ညာဒါကြောင့်သူအဓိပတိလို့ခေါ်တာသစ္စာ၄ပါး16ပါးကိုအစိုးရသွားတာသူကိုယ်တိုင်ကပထမယဟန်ဒါပေမဲ့ဒုတိယယဟန်ရဲ့တရားကိုလည်းသူရှုမြင်တသနာနိုင်တယ်တတိယယဟန်ကိုလည်းသူရှုမြင်တရားကိုလည်းသူကရှုမြင်တသနာနိုင်တယ်သဒုဋ္ဌယဟန်ရဲ့တရားကိုလည်းသူကရှုမြင်တသနာနိုင်တယ်အတန်ကြားတာနဲ့ဒီလူကဒီပုဂ္ဂိုလ်ကဒုတိယယဟန်ဟုတ်တယ်မဟုတ်ဘူးတတိယယဟန်ဟုတ်တယ်မဟုတ်ဘူးသဒုဋ္ဌယဟန်ဟုတ်တယ်မဟုတ်ဘူးဆိုတော့သူကသိတယ်ရှုမြင်တသနာနိုင်တယ်သူဆုံးဖြတ်နိုင်တယ်သူကတမာတိအင်္ဂါတစ်ပါးမပြည့်စုံသေးတဲ့အတွက်ကြောင့်သူ့ကိုပညာဝိမု ക്തി လို့ခေါ်တာအရိယာတတ်မှဆိုရင်လိင်ကအသွင်သဏ္ဍာန်တူနေတယ်အရိယာယဟန္တာတို့နဲ့အသွင်သဏ္ဍာန်တူနေတယ်ဘာတူနေတာလဲညာနာတတနာအရိယာသစ္စာနာဟုတ်ပြီနော်သူကဘာဖြစ်လဲအောက်ဖို့၃ပါးနဲ့အထက်မဲ့၃ပါးကိုပြင်ချိန်တွေအထူးရတာသူကအငြိမ်တွေဖြစ်နေတာဒါကြောင့်သူ့အဓိပတိသောတာပန်လို့ခေါ်တာပေါ့သေးသေးမတန်နဲ့ဆရာနော်အဲ့ကကြတော့သူကဘာဖြစ်သွားပြီလဲယဟန်ပုံနာတွေကိုယဟန်တန်ဃာတွေကိုသူကဖူးမြင်သွားပြီဟုတ်လားသူကိုယ်တိုင်ပထမယဟန်ဖြစ်နေတယ်ဒုတိယယဟန်ကိုလည်းသူဖူးမြင်နိုင်တယ်ဘာနဲ့ဖူးမြင်နိုင်လဲဒသနာကာမျက်စိနဲ့မဟုတ်ဘူးညာမျက်စိနဲ့ဒသနာသူရှုမြင်နိုင်တယ်ဟုတ်ပြီနော်ဒါကြောင့်သူ့ကို
Tatana Ariya Yarama Solution, do a meso Arata Palatan Locora. Arata Palatan Rajahana Mono, Pena Enga Davada, Piso Neviro, Tamari Enga Dava, Julio Nedu, Adalove, Arata Megatans or Jahana Mo. Ala, Tamari Enga Davada, Piso Mi Pena Enga Dava, Julio Nedo Cora. Domadone, Hovina, Dua Babilla. Yagane do a pumio yavi solution to a balo doma. Tua Pataba Yahan Chen and the Jamlu, Atanjala and a hard Diboku or Dudia Yahame, Diboku or Tatia Yahame, Diboku or Zadota Yahamelo Dua, Jambiasi Netatana, Shumian and Evimola, Shumian Lare Kajara Dua Balole, Leopado Kama, the Yazaga Swinway. To the general to Domale. Toy Balone. A Sevia, the bid of your video order, Edo, Jonah, a Jamla, a John Joseph, Edo to Edo Tiva di Pia. Dian, if you attempt go, time as a Tuavida, a Balu Shuamle, Balu Senjan Totamla. Edo to the solution, Balu Loam, Tua Balona. Prepos to Mimia Sozana. Akajara attack Betty Yare Pogoria Shempiara. Pagadi, Tawaga Nazo, two Salubalu Shempiata. Two Canaria Pramada Boba, two Popala. Two are theatre. Such a Shumian Dadana. Nagoria Shumian Dadara 9. Oh, Villa. Najao to Wavella. Aljoba the Akana, the Yazagago, Swindle Mimiana. Alakajara Papiwana. Ah? Durogono so much Lina legend. Do a Liland Wiley. Babulo Legona no a Jamla, a Jojo Pissin, T. Wall at the job. Solo Jena, Bompuzia, the Alu Genes, Bompu Kana Diamond to Lord. Bondi Yapper, Blue Piora, where Bompiara, Blue Piora. A Sembia Bompua, Dilo Ipsin Evala, Dilo Zorka to Matado. Do the allogen to Canada lowly. Shenana. To Canada Island below, Pena Piano Luva, Tombe or hold Bopiara below Mawalo, Topione, Homa Pioro, Masomara. Masoma go Mayago Kayo, or hello, Soma Lere, Norgavale, Tikayaje. Good Garamam soon about a Ezataga Narech and a tone a kite out at 10 ego. Tika Neara Lamadika Neara. Tika Neara Mola, Tika, apart the Engu Joseph of Bible or Tinjinka, Nemayare. Eri at Ezaraga Narech and a tone guided out at 10, but we did about so one Kamazo in Papele, J. Chandare, Nealit and the Yasine. Eri Dokabri Braga, Jane, Jovio, Sharopia, Holo Papele. Yeji, I am parting a limbil in a minute and the alley yard so and a little matter. Ta uba did da and beta neighbor leo yard cora. Do a chanda at the Sulamio. Chanda Razura was a Matemashamo, Cabal Loga, ima Popia, Masila, the Chanda Jemio, a Chaira Yaramo, Canava. Canazura Sachena Lu, Yorano, Tamarita, Achila, and Blauchan, Uzimdi, Hogino, Anagani G, Giant, Era yet Lazatina. Ericajara, Surigo Piao, the J. Yawima, the Garamamia, Surigo Pia, John Piota, Mamhola, Ponea, Chibi Pioino, Pompiora, Penama. Hola, Adelu Buber, the Garamagia, the Diputant Piolo Sing, with an the Diputant Jovi, Sata, the Diputant, the J. Yodache. Oh, you know, neighbors are a job resolution, and they made that Wimoka, neighbor got the J. Yoda, a chili, job woman. The Gamairo Piotama war, the Gairo Piotama war, below Jovi, below Chanda Razura. Hola, Eliane Cholo Miro, Upaka Pribrana, Chona, Yogi, Tataji, a popular yoga, popular. Popjamuri, Chojane, Yogia, Tata, the Kanagoia, Tata
ခံစားမှုတွေကင်းနေတဲ့နာတတ်အဲ့ဒီဖောက်ပြန်တဲ့ယုံနဲ့ခံစားတဲ့နာအလည်းမှာဟိုဘက်ကလိုက်ဒီဘက်ကလိုက်နဲ့ကတ်ကြည့်နေလို့ရတယ်နာတဘာတော်လေးတတ်အဲ့ဒီသုံးပလက်ခွဲနေရင်တော့သိစိတ်နာတရားလုံးဝချုပ်ပြတ်နေတာအသက်လည်းမရှိဘူးဖယ်နဲ့ချမ်းနဲ့ထိတာလည်းမသိဘူးဒီတိုင်းလွတ်နေပြီးတော့ဘာလို့မှမသိပွားစရာလည်းမရှိဘူးပွားများအားထုတ်စရာလည်းမရှိဘူးပွားလည်းမပွားဘူးဒီတိုင်းလွတ်နေတာအဲ့ဒါလွတ်လိုက်အသိဉာဏ်လေးတစ်ချက်ကလိုက်ပြန်ရှုလိုက်ချုပ်သွားလိုက်အဲ့ဒါလိုကွဲပြီးချုပ်နေတယ်နော်တုံညာဆိုတော့လုံးစရာမရှိဘူးလေပွားစရာလည်းမရှိရှုစရာလည်းမရှိမှတ်စရာလည်းမရှိဘူးဟုတ်လားအဲ့ဒီနေရာလေးရောက်ရင်နောင်ကသစ္စာ၄ပါးတရားတော်ဆင်ခြင်ရင်တော့ဘာလို့ရမလားတုံညာတဝိမောကနိဗ္ဗာန်ဆိုတာအဲ့ဒါအဲ့ဒီနေရာလေးကိုရောက်ဘူးမှနောင်ကပရမသစ္စာ၄ပါးတရားတော်ရပြီးတော့ဘုရားဟောတရားတွေနဲ့ဆင်ခြင်သုံးသပ်တဲ့အခါမှာတုံညာတဝိမောကမဲ့ဉာဏ်ကိုရမှာဟိုကစိတ်တတတိပဋ္ဌာန်နဲ့အနိမိတ်တဝိမောကနိဗ္ဗာန်ကိုပဲရပြီးတယ်ဆိုလို့ရှိရင်သစ္စာ၄ပါးတရားတော်ရပြီးဘုရားရှင်ဟောကြားတဲ့တရားဉာဏ်နာတွေဟောကြားတဲ့တရားတွေနဲ့ဆင်ခြင်ရင်မဟာသောတာပန်အထိပဲရပါအစင်းစင်းဒီလိုတစ်ချိန်မှမရောက်ဘူးပဲဟောလို့လည်းမရောက်ပြောလို့လည်းမရောက်သိလည်းမသိဘူးအဲ့ဒါတွေကိုရောက်ဘူးတဲ့လူကျတော့သိတာဟောရဲရဲဟောတာဟောနောက်ကိုမတော့ဘူးဟုတ်ပြီလားအဲ့ဒီခါကျတော့ဘာဖြစ်လဲ38ဖြာ10ဂါထာတွေကအထမမင်္ဂလာတရားတော်နဲ့အညီနေထိုင်ခြင်းသည်ဘာဖြစ်လဲတတိပဒတရား၄ပါးတဲ့ကတပါးတစ်ပါးကိုပွားများအားထုတ်ခြင်းသည်ပဲလေအထမဂါထာမင်္ဂလာတရားတော်နဲ့အညီနေထိုင်ခြင်းမြည်တယ်လို့မှတ်သားထားကြအခုတက္ကမများကဟာလားအနိစ္စလက္ခဏာတစ်လုံးနဲ့ရှုတဲ့ပုဂ္ဂိုလ်ကလည်းအနိစ္စမြင်တာလည်းအနိစ္စကြားတာလည်းအနိစ္စနားတာလည်းအနိစ္စမြင်ကြနာစားတာလည်းအနိစ္စထိတာလည်းအနိစ္စသိတာလည်းအနိစ္စနာတာလည်းအနိစ္စကျင်တာလည်းအနိစ္စထုံတာလည်းအနိစ္စဟာလားတလောကလုံးအနိစ္စဆိုတာဘာဖြစ်လဲပွားနေတာညာမျက်စိနဲ့မြင်နေရမှာဘာလို့မြင်နေရမှာလဲအပြင်မှာဆိုပြောင်းလဲနေတတ်တဲ့သဘောလေးကိုမြင်ဟုတ်ပြီနော်အဲဒါကြောင့်အတွင်းအစရမှာဘာဖြစ်လဲဖောက်ပြန်တာယုတ်ဒုက္ခခံစားတာနာဒုက္ခဖောက်ပြန်တဲ့ယုံနဲ့ခံစားတဲ့နာနဲ့တထတည်းဖြစ်တာယုံနာဒုက္ခရှုရတဲ့ပုဂ္ဂိုလ်ကြတော့လေအပြင်မှာကြတော့လေဘာဖြစ်လဲမြင်တာလည်းဒုက္ခကြားတာလည်းဒုက္ခနာတာလည်းဒုက္ခစားတာလည်းဒုက္ခထိတာလည်းဒုက္ခသိတာလည်းဒုက္ခဆိုတလုံးနဲ့ရှုနာဟုတ်လားဟာအရှင်ဘုရားအပြင်မှာမြင်တာအကောင်ကြီးမြင်တယ်ဒုက္ခမဖြစ်ဘူးလားသူကအတွင်းအစရမှာဒုက္ခမြင်တော့တဲ့ကြောင့်အဲ့ဒီဒုက္ခဝေဒနာနဲ့အဆုံးလိုက်ပါရမလားပိဋ္ဌာရအောင်မဟုတ်လားသူကညာနဲ့မမြင်သေးဘူးနဲ့ဒုက္ခပဲသူရှုလိုက်တာလားဒုက္ခဧကဂရဟုတ်ပြီနော်အနတ္တရှုတဲ့ပုဂ္ဂိုလ်ကြတော့လည်းဘာဖြစ်လဲမြင်တာလည်းအနတ္တဘာအောင်အာယုံပြုတာလားပြောင်းရွှေ့နေတဲ့သဘောလေးပြောင်းမပြောင်းတီးတင်ကြလို့ပြောလို့ရှိတော့လှုပ်နေလှုပ်မလှုပ်နေငြိမ်နေတာဟောကွာနှစ်ခုပဲအာယုံပြုတာဟုတ်ပြီနော်ပထမစိတ်ပထမညာဒီတမာရိနေတဲ့ကြောင့်အပြင်ပိဋကမှာဆိုဝါရောရဲ့သဘောကိုပဲရှုနိုင်တာဝါရောဆိုတော့ဘာဖြစ်လှုပ်ရှားယုံကန်နေတာမဟုတ်လားအဲ့ဒါကိုပြောင်းလဲနေတဲ့သဘောလားပြောင်းနေပြောင်းမပြောင်းနေတည်နေတယ်ဗမာလိုအများသားလဲပြောရင်လှုပ်ရင်လှုပ်မလှုပ်ငြိမ်နေတယ်အဲ့နှစ်ခုပဲရှုတာလားငြိမ်နေတာလည်းအနတ္တဟုတ်ပြီလားလှုပ်နေတာလည်းအနတ္တဒါပြည့်ညတ်လို့တင်စားကြီးပြောတာနော်တက္ကရာမများတွေဟိုစားတချို့ကျတော့စကားမကြွယ်လို့ရှိရင်လေနားမလည်ပါဆိုလို့တဲ့ကြီးပြောတာအရစကားအောက်ဆိုလိုနေတာကွယ်သူငယ်တန်းကလေးနားလဲအောင်ပြောလိုက်ရင်တဒန်းတန်းသုံးတန်းလေးတန်းလွယ်လွယ်ကူကူနားလဲပြီးပေါ့မဟုတ်လားဟုတ်လားတဒန်းတန်းစကားကိုပြောလိုက်ရင်ဟိုတငယ်တန်းကလေးကနားမလဲမှာလဲစိုးရင်ရသေးတယ်ဒါကြောင့်အဖတ်သိန်းကိုကြောင်းဆရာတော်ဘုရားကြီးတရားဟောလို့ရှိရင်ဘာဖြစ်လဲလူဘင်းလူနားလဲအောင်ဗမာလိုစစ်စစ်ကြီးတုံတက်ကြီးအဲ့ဒီနားလဲတဲ့ကကြကိုတကယ်ကျင့်လို့တရားဓမ္မကိုသိသွားရင်ပါဠိအခရာနဲ့တိုက်လိုက်ရင်ဘာဖြစ်လဲတဘောအတူတူပဲသူကပြဉ္ညတ်ပဲတိုက်ပြီးလွဲနေတာဆိုတာဟုတ်သားလေပညာတတ်မတူတာဟောနော်အရပညာနဲ့တတ်တာနဲ့ဟိုဘက်ကျတော့ဘာလဲစာပေပညာရှင်ပညာနဲ့တတ်တာဟိုကပို့စင်းတယ်လေဟုတ်လားဟုတ်ပြီအခါကျတော့ဘာဖြစ်လဲအခုအတိတ်တန်းကလည်းပြေကံဒီနေရောနော်ပြေကံဒီတယ်ဆိုရှုတာပါတက္ကရာမများအနတ္တရှုတဲ့ပုဂ္ဂိုလ်ကလည်းဘာဖြစ်လဲဗဟိတမှာဆိုပြောင်းရွှေ့နေတဲ့သဘောလေးသာအာယုံပြုပြီးပွားလိုက်မှာအနတ္တပြောင်းလဲတဲ့အနတ္တပြောင်းလဲတဲ့အနတ္တပြောင်းလဲနေတဲ့အနတ္တပြီးပြောင်းလဲနေတဲ့ပညာကိုဖြုတ်လိုက်တော့ကိုကညံကလေးညံမျက်စိလေးနဲ့မြင်နေတာပြောင်းရွှေ့နေတတ်တဲ့သဘောလေးမပြောင်းဆိုငြိမ်နေတဲ့သဘောလေးနှစ်ခုပဲရှိတယ်ဟုတ်ပြီနော်ဒုက္ခရှုတော့တာအဲ့ဒါပဲ
ပြောင်းနေတဲ့သဘောကသင်္ခါရဒုက္ခလို့ခေါ်ရတာမို့လားအပြင်မှာကျတော့ကိုယ်ကတမာတိနဲနေတဲ့ခါကျတော့ဟိုစားရုပ်ပြက်တွေမမြင်သေးဘူးလေမမြင်သေးတဲ့ခါကျတော့အဲ့ဒီပြောင်းရွှေ့နေတဲ့သင်္ခါရလေးကိုပဲအာရုံပြုပြီးဒုက္ခလို့ရှုလိုက်အပြင်ကိုပြောတာနော်အတွင်းမှာကျတော့ဖောက်ပြန်တာရုပ်ဒုက္ခခန္ဓာနာတန်ဒုက္ခအပြင်မှာအာရုံပြုတာမှာပြောင်းရွှေ့နေတဲ့သဘောလေးသင်္ခါရလေးကိုအာရုံပြုတာသင်္ခါရဒုက္ခသင်္ခါရအနေစာရှုတဲ့လူကလည်းအပြင်ပရိဒါမှာဆိုပြောင်းလဲနေတဲ့သဘောလေးနဲ့တည်ငြိမ်နေတဲ့သဘောလေးအာရုံပြုတာဟုတ်ပြီနော်အဲ့ကကြတော့အဲ့လိုရှုရင်လည်းဒုက္ခပရိပ္ပညာသမားဒုက္ခရှုတဲ့ပုဂ္ဂိုလ်ကြတော့ဘာအောင်ရှုရမှာလားအတွင်းအစ္ဆဒလိုက်ရတော့မှာပေါ့ဒုက္ခထင်ရှားတာအတွင်းအစ္ဆဒမှာနားရခြင်းနဲ့တုံနဲ့ကြိုက်တဲ့တောက်တဲ့တင်းတာမဟုတ်လားအဲ့ဒီဒုက္ခလက္ခဏာရှုတဲ့ပုဂ္ဂိုလ်ကြတော့ဘာဖြစ်လဲအတွင်းအစ္ဆဒပဲလိုက်ရတော့မှာအဲ့ကကြတော့ဝေဒနာတစ်ကြက်သားလေရှုတာတစ်ကြက်သားဝေဒနာနှစ်ကြက်သားလေရှုတာတစ်ကြက်သားဝေဒနာ30သားလေရှုတာ30သားဝေဒနာ5ကြက်သားလေရှုတာ5ကြက်သားနဲ့ပေါင်းချိန်ပြီးတော့ရှုသွားမှာဟုတ်လားအဲ့ဒီဝေဒနာတွေကုံရဆုံးအောင်နေရာမှာတတ္တဘာဘာကုံရဆုံးအောင်နေရာမှာချမ်းသာလေးတဲ့နေရာလေးရှိတယ်လို့ဒီကလမ်းညွှန်လိုက်တာမဟုတ်လားအဲ့ဒါကကြတော့အဲ့ဒီဝေဒနာကိုကုံအောင်ဆုံးအောင်မရှုတဲ့ပုဂ္ဂိုလ်ကအပြစ်လားဒီကလမ်းညွှန်တဲ့လူရဲ့အပြစ်လားကိုယ့်ကိုစဉ်းစားကိုယ့်ကိုဝေဒနာကုံအောင်ဆုံးအောင်မရှုတဲ့လူပဲပြန်လှဲလာတဲ့လူရဲ့အပြစ်ပဲမဟုတ်လားလမ်းညွှန်ပြတဲ့ဥစဉ်တို့အပြစ်တော့မဟုတ်ပါဘူးနော်အေးအဲ့ဒီအတိုင်းလေးဝေဒနာကုံရဆုံးရချုပ်ရနေရာလေးကိုရှုအဲ့ဒါတရားဓမ္မများအသေးတက်ပြီးအပယ်လွတ်တယ်လို့ပြောပြတဲ့လူရဲ့အပြစ်လားတရားဓမ္မတို့ကုံအောင်ဆုံးအောင်မရှုတဲ့လူရဲ့အပြစ်လားအေးကိုအပြစ်နဲ့ကိုဟုတ်လားကိုကုံအောင်ဆုံးအောင်ရှုရင်ကိုလက်ကမောင်းခါလို့ရမှာပေါ့ဟာငါလွတ်ပြီတေချာပေါ့လွတ်ပြီဟုတ်လားပြီးတဲ့အခါကျမှမဖြစ်လဲတခုခေါ်ရတဲ့တရားတွေကဘာဖြစ်လဲအဲ့လိုတည်ငြိမ်လာရင်လေဒကမာတို့ရဲ့ဘာဖြစ်လဲအနုတ္တရနာမှာကိန်းနေတာအခုဦးဇင်းဟောတဲ့တရားတွေနာထားတဲ့လူကအဲ့လိုရှုပြီးတစိမ့်တဲ့ထားတဲ့အချိန်မှာတမာရီအင်္ဂါပြည့်စုံလာရင်လေသူ့တရားသဘောကသူ့သဘောသူဆောင်တာသူ့သဘောသူပြလာတာပထမတော့ကိုကဥဆောင်တာနောက်တရားကဥဆောင်သွားတာအဲ့ဒီအချိန်မှာတရားဓမ္မများဆင်ញင်သုံးသပ်နေမှာအခက်အခဲတွေ့ရင်အခုဦးဇင်းခေါ်ရတဲ့တရားဟိုနာရတဲ့အကြောင်းတရားလေးဖတ်ဆိုအဲ့မှာအချိန်ကိုက်ဝယ်လာတာဘာကြောင့်ဦးဇင်းဒီလိုပြောရဲလဲဦးဇင်းကအဖတဲ့ဟူကြောင့်ဆရာတော်ဘုရားရဲ့တရားကိုနာပဲနာတာဘာထားလဲတာမဟုတ်ဆရာတော်ဘုရားရဲ့ဒီလိုလှုပ်ဒီလိုရှုဆိုဒီတိုင်းရှုတာအဲ့မှာ60 17မှာနေကြည်ဘာမှမသိတဲ့ဘဝကနေအဘိဓမ္မာအကျဉ်းကိုပြောတာနော်ပစ္စုပန်နိယမကြီးတို့တော့မှဖော်ထုတ်လိုက်တဲ့အထိဘယ်သူမှမဟောဘူးတဲ့ဗာပြတယ်အရိယာမျိုးမျိုးနဲ့ပရိသတ်ပြီးတဲ့အထိထိုးထွင်းသိသွားတာပါကြောက်လားအဖတဲ့ဟိုကျောင်းဆရာတော်ဘုရားကြီးခိုင်းတဲ့အတိုင်းလုပ်တာဘာမှမသိတဲ့ဘဝပြီးတဲ့အခါကျတော့ဗာပြလဲသူ့အကြောင်းသူ့အကျိုးရှိခဲ့တော့ဗာပြလဲဒီသာသနာတော်ဒီလိုမျိုးသာသနာဆက်ကိုလဲရမယ်အကြောင်းကျိုးရှိခဲ့တော့ဓမ္မဘေးအရှင်ဝိရိယတောင်စွန်းဆရာတော်ဘုရားရဲ့လူတိုင်းအတွက်ပဋ္ဌာန်းစာအုပ်ရောက်လာတာဒီဘက်ကပါဠိလိုဒီလိုကမြန်မာလိုနောက်သဘောတရားလေးတွေကိုဆရာတော်ဘုရားရဲ့ရှင်းပြတာကိုကမြင်တာနဲ့14 5ကျတော့တစ်ချက်တော့သွန်းသိတယ်ဒါပေမဲ့တော့အမတန်ခက်တာဦးစင်းမအဖသေးကိုကျောင်းဆရာတော်ဘုရားကြီးတရားနာပြီးတရားကျင့်တယ်2 လနဲ့ 5 ရက်လောက်ပဲကြာတယ်ဒီဟာတွေသိနေပြီဗမာလိုသိနေပြီအဲ့ဒီဗမာလိုသိနေတာကိုပါဠိလိုအခုလိုစာအုပ်တအုပ်ရေးနိုင်ဖို့ဘယ်လောက်ကြာအောင်ပဲတနစ်9 နှစ်လောက်ကြာတယ်အဲ့ဒါကိုဆင်ကျင်ရတာတကားတလေအဲ့ဒီစိတ်ကလေးတစ်လုံးကိုဆင်ကျင်တာလေ3 4 5လလောက်ကြာတော့မသိဘူးတမာတိကမဖြစ်ဘူးမတိုက်ဆိုင်အဲ့ဒါလောက်ဒီလူတွေကလွယ်လွယ်လေးပြောနေတာဘဝင်စိတ်လွယ်လွယ်လေးပြောနေတာကဲဘယ်လိုဖြစ်တယ်ပြောစမ်းပါဦးတက်တွေ့ကဲတက်လို့သိလိုက်ပြီဘဝင်စိတ်ဘယ်လိုဖြစ်လဲဆိုမဖြေနိုင်ဘူးမကျင်တဲ့လူကစားတဲ့အတိုင်းပြောတာတရားယုံပြောနေတယ်ကဲမောင်ဖြူမြင်လို့မောင်ဖြူလို့သိလိုက်ချက်တရားယုံဘယ်လိုဖြစ်လဲမေးရင်မဖြေနိုင်ဘူးကျင်တဲ့လူမှဖြေနိုင်တာအဲ့ဒီဟာလေးကိုသိဖို့တခါလေကြာရင်7 လကိုတော့ကြားတယ်ငကိုရမတတ်ဘူးနော်အေးဟိုပြီးထားလိုက်တော့ကဲဒါဆိုလို့ရှိရင်အခုတကားပေါင်းများဘာဖြစ်လဲဝေဒနာကိုယ်ရာဆုံးရာချုပ်ငြိမ်းရာကိုရှုရမှာမဟုတ်လား
ကဲကောင်းပြီအလန်းကလည်းမှားသွားတာမသိတဏှာရတော့ထိုးဖြစ်တယ်နော်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်အခုပြောအနေဆာလက္ခဏာကိုတလုံးနဲ့အတိတ်မွေပါလာတဲ့လူကလည်းခန္ဓာပေါ်ကဖြစ်ပြသမျှတွေကိုအနေဆာလို့ရှုပြီးတော့ဝေဒနာချုပ်အောင်ရှုဒုက္ခပြိပညာနဲ့ဒုက္ခလက္ခဏာအမွေပါလာတဲ့ပုဂ္ဂိုလ်များကလည်းဒုက္ခယုတ်ကဖော်ပြနာယုတ်ဒုက္ခခံစားရနာဒုက္ခဆိုပြီးတော့ဖော်ပြတဲ့ယုတ်နဲ့ခံစားရနာနဲ့တထပ်တည်းဖြစ်တာနဲ့ယုတ်နဲ့ဒုက္ခစေဝေဒနာကိုချုပ်အောင်ရှုအနတ္တသဘောကတော့ဘာပဲပေါ့အနတ္တဘာပဲဖြစ်အနတ္တဘာပဲပြက်အနတ္တနဲ့ရှုကြပါကဲဟုတ်ပြီဒါဆိုလို့ရှိရင်တဏှာကြီးအဋ္ဌံပြည့်ပြီမို့လို့တရားထိုင်တာကိုဖြုတ်လိုက်ပါဖြုတ်လိုက်ပြီလို့ရှိရင်ဗုဒ္ဓမြတ်စွာဘုရားကိုဥသုံးချိန်ချလိုက်ပါဥသုံးချိန်ချပြီးတော့ထုံးစံအတိုင်းသစ္စာအဋ္ဌံပြုမှာပေါ့နော်သစ္စာအဋ္ဌံပြုပြီးဘာလုပ်ရမလဲအမျှဝေရမယ်ကဲဟုတ်ပြီဥသုံးချိန်ချပြီလားဥသုံးချိန်ချပြီဆိုလို့ရှိရင်ကဲဦးစင်းလေးကတိုင်